ကိုစောဒီမိုရေညီမလေးလက်ခံပြီးအကို join လိုက်တော့အကို join လိုက်တော့ join yes ရပြီဒီမှာကိုစောဒီမိုရပြီနော်ဒီမှာကိုစောဒီမိုလာပြီကဲကိုစောဒီမိုနဲ့မမိုးနဲ့အလူခံရအောင်ဒီညဖိတ်ခေါ်ရအောင်အခုတော့ဖြိုးထက်ပိုင်ကဲထဲမှာ6ယောက်ရပြီကိုစောဒီမိုခွန်မေဖပေးပါအောင်ဒီမှာမပေါ်ဘူးကိုစင်ဟာမိုးမတွေ့ဘူးလားတွေ့တယ်မို့ကိုမပေါ်စားတယ်မပေါ်ဘူးဟောစားမပေါ်ဘူးအဲ့ဆိုရင်ကိုကဖုန်းဘယ်နှလုံးစီးလဲဖုန်းနှလုံးစီးတယ်နောက်တစ်လုံးစီးတယ်ဟောနောက်တစ်လုံးထိုက်ယူမလားနောက်ကိုကြည့်ထားဟုတ်ကဲ့ပါဟိုတလုံးတော့ကြည့်စာဖဒီတလုံးတော့မျက်နှာပြအဲ့ဒါပဲလောတော့မယ်ကိုစောဒီမိုရေနော်စီးတယ်တလုံးဒါတော့ရေကားကြည့်ပေးမယ်စကောလာကြောင်းဒီမှာ message မှာလိုက်ဝင်နေတယ်ဦးကျော်သူဖြတ်ပိုင်ပို့လာပြီဦးလေးရေတွေ့ပြီနော်ကျေးဇူးတင်ပါတယ်ကဲပြီးတော့ရေးဒီမှာနော်ဦးကျော်သူကဗလဲနန်းအိတ်ကရင်အတွက်နော်900ဘပြီးတော့မှခဏအတွက်55 150ဘဦးလေးထည့်လိုက်မနေ့ဖန်ပေးမယ်ဟမ်ခဏလေး150ဘဦးလေးထည့်ထားလိုက်မနေ့ဖန်ပြန်ပေးမယ်မဟုတ်ဘူးကိုနိုင်ခန့်ရေကိုနိုင်ခန့်ပြောတာမိုးနားမလဲဘူးဦးလေးစီမှာ150ချေးမလို့လားအဲ့လိုမျိုးလားဟုတ်တယ်ဟုတ်ကိုနိုင်ခန့်မိုးနားမလဲဘူးအကိုစာရေးနောက်တစ်ချက်ရေးပေးပါဦးကျော်သူစီမှာချေးပေးပါ150ချေးမယ်ဆိုရင်ချေးပေးပါရေးပေးပါနော်ဟောမိုးနားမလဲပါနော်လောလောဆယ်အိုးတက်ခဲ့ခဏလေးဖြိုးထက်ပိုင်ကဲထဲမှာ9ယောက်လိုပါသေးတယ်စင်9ယောက်လိုပါသေးတယ်9ယောက်လိုပါသေးတယ်စင်6ယောက်ပဲရသေးတယ်နော်6ယောက်ပဲရသေးတယ်9ယောက်လိုတယ်အမိနစ်ဘယ်နှမိနစ်လိုသေးတယ်ဖြိုးထက်ပိုင်ရဲ့ကဲထဲမှာဘယ်နှမိနစ်လိုသေးလဲမိနစ်စောက်ကြည့်ပေးတဲ့လူတွေပြောပြပါအောင်ဖြိုးထက်ပိုင်ရဲ့ကဲထဲမှာနော်မပါဝင်ရသေးတဲ့လူတွေဟောမော်လေးဖြိုးထက်ပိုင်ကိုတီးတဲ့လူတွေစီလားစီလို့စင်ပါဝင်ပေးကြပါအောင်စင်ကိုနိုင်ခန့်ရေမိုးတမခန့်လေကိုနိုင်ခန့်လည်းမမိုးနာရီခန့်နော်ဗာလဲနော်ရီခန့်လေရေးငါပြေးလို့မလာတော့ဒီမှာငါလည်းအကောက်ပေါင်းများစွာခဏလေးစောက်ပေးပါခဏလေးမိုးကိုယ်အကောက်ခဏလေးနော်ကိန်းစားနေတာဘာတွေဖြစ်နေတယ်လဲဒါကြောင့်ဆောလာဆိုရင်စကလောကြောင့်နေရာပါရောက်ပြီနော်စကလောနော်ဘယ်လောက်လူသေးလဲ6ရောက်တော့ရပြီ9ရောက်လူသေးတယ်အေးအကျွေးနဲ့နေရတယ်အော်ဟုတ်ကဲ့ဘုံတော့ကြာဒီကဲနဲ့မှာဘုံတော့နေရာပါဝင်မယ်နော်အကျိုးတတိကျော်နေရာပါမယ်နော်โอเคကျေးဇူးတင်ပါတယ်နေရာထဲလို့စင်ဖြူထဲအ300နမ်းမျိုးတတိကျော်ကဲ9ယောက်ရပြီဆိုရင်ဘယ်လောက်လဲကွာ10ယောက်လူတယ်
မိုးနာရီပြည့်ပြီလားခဏလေးနာရီကဘယ်နှမိနစ်ဆိုသေးလဲမမိုးဘယ်သူနာရီဘယ်သူကြည့်လဲဝါ နိုင်ဘူးသူကြည့်တယ်နိုင် ဟိုအာဒီမှာညီမလေးဘိုဘိုနေရတဲ့ကိုမဟောတထာနေရတဲ့โอเคကျေးဇူးတင်ပါတယ်ရှင်အိုးသူကိုတွဲတော့အများနဲ့ပဲပါတယ်ဘိုကခဏလေးဘိုနေရဆိုရင်ဖြိုထက်ပိုင်လဲ100ဆိုရင်300ဘိုပြီးတော့မဟောတထာ300 200ဖြိုထက်ပိုင်300โอเคဘယ်သူကပါတာလဲဗျာကြည့်ပေးမယ်ခဏလေးအခုလောလောဆယ်တော့9ယောက်ရပြီနော်9ယောက်ရပါပြီစင်6ယောက်ပဲလိုတော့တယ်6ယောက်ပဲလိုတော့တယ်နော် ဘယ်ရောက်တော့ အဲ့တော့လူပြည့်အောင်ပဲလှုပ်လိုက်တော့6ယောက်ပဲလိုတာ4နာရီကြည့်ရမယ်ဘာလို့ဆိုတော့မမိုးအလုံး910ရအောင်ယူမယ်လေဒီညနော်ကဲအခုဟာနော်စောဒီမိုစကားပြောပေးတယ်ကိုစောဒီမိုရေးအမှန်တရားစကားပြောပေးပါတဲ့ပြောလားစောကြပြောမယ်ခဏလေးတော့ခဏလေးကိုစားလားဆိုရင်ခဏလေးစောက်ပြင်းနော်မောင်လေးဖြိုးထပ်ပိုင်16ယောက်စာပြည့်မဟုတ်ဘူး15ယောက်ပြည့်သွားလို့ရှိရင်ပြောမယ်နော်ခဏလေးနော်အခုလူလောလောဆယ်6ယောက်ပြည့်အောင်မို့လို့စူးစမ်းမယ်အခုတော့9ယောက်ရပြီခဏလေးအခုပထမဆုံးပါတဲ့အလူစင်ကအောင်မျိုးထက်100နော်ကိုအဲ့ဒါဖြိုးထပ်ပိုင်တဲ့100ထဲပေါ့အဲ့လိုမျိုးနဲ့အဲ့တော့100ပတ်100နေရနော်ပြီးတော့မခိုင်ဝါ100ဆူရှီအောင်တဲ့အကွာ425နန်းအိကရင်600မခင်နေ155ကိုစောလာစော300နန်းမျိုးတိတိကျော်300ဘူ300မဟုတ်တတာ300ဟာလေကိန်းထဲထားတာတဲ့60 40 50အော်ဟုတ်ကဲ့ပါကိုကြီးဟုတ်ကဲ့နားလည်ပြီကျေးဇူးတင်ပါတယ်အဲ့ဆိုရင်6ယောက်ပဲဆက်ပန်ဝင်ပေးကြပါအောင်စင်6ယောက်နော်ဖြိုးထက်ပန်အခုကြည့်တဲ့သူက111ယောက်ဖြိုးထက်ပန်ကိုတိတဲ့အလူစင်တွေနော်မတော်မွေးရဲ့အမတွေညီမလေးတွေဟဲ့နော်ကဲပါကြမယ်နော်ဘာဖြစ်တော့အားတက်ဖို့ကောင်းဘူးဟုတ်လားကြည့်တာ ရပြီ အခုမှတည်င်းမှကြည့်လိုက်တာကစစ်တာအရှင်ဖမ်းမိတာရွတွေ့နေရတွေ့လားအရှင်ဖမ်းမိတာမနေဝင်မှာတချို့ဘောမတွေကလက်လောထထပြောမနိုင်ဘူးလို့ပြောသူတို့ပြန်မကြည့်ဘူးမှာသူလူအရေးနိုင်ငံခြားမှာအခုတို့နေရနိုင်ငံခြားမှာဆိုရင်ဘောမတယောက်မှပစမဟာရဘူးဘောမတော့ကိုဘောမပြောအရင်တော့တိုးစောတာပါအခုပြောက်ကိုစောပါထူပြောက်အခုဆိုကြွေးကြော်တာကိုကပြောတယ်ဟိုတဲ့ဟေးဘောမလည်းတိပြောကွာတိငါတောင်းထားလို့တိရပြီပြောပြပြီအဲ့လောက်ထိပြောတာနော်စစ်တာဒီလိုရုံမှာသူတို့ကစစ်တာကောင်းတာသွားမြင်နေတယ်အဲ့စစ်တာကောင်းတာမြင်တဲ့လူတွေအဲ့ဒီလူတွေကဘာကြောင့်အချောင်းသမားတွေများတယ်လေစစ်တာနဲ့ပေါင်းအချောင်းရတယ်ဆိုတော့အဲ့လိုမျိုးအချောင်းသမားတွေသူတို့တွေအချောင်းသမားတွေသူတို့တွေအခုသူကြည့်နေပါကြာအခုထပ်ပြန်တိုက်ပြီးတယ်ဘာကြောင့်ကြည့်တယ်ဟိုတတ်မှတိပက်ချက်မှဆိုစစ်တာဘုံလာကြည့်တာဘုံချောင်းမှာဘုံကျဲချတာကိုရင်လေးတစ်ပါးကြည့်ထွက်သွားတယ်လေတပါးတည်းကြည့်ရင်မှမကောင်းကြည့်ရကို2010တိတိုက်ပွဲဝင်2010နိုင်ငံညာမထွက်လာသေးဘူးအော်ကလေးစီကြည့်လို့ကိုယ်လာမရတော့မလားမရတော့ထွက်လာတာဒါမှဟိုအမျိုးသမီးလွတ်တာမျိုးနေသွားငါကြံခဲ့ပါငါချအောင်အဲ့လောက်တော့လုပ်တယ်တည်င်းကြည့်တာမှမခံစားနဲ့ကြည့်တော့တော့ခေါ်ပြည့်ဟုတ်တယ်စစ်တာဘာကြောင့်ဟိုကိုရခိရဒီတိုင်းပဲဟိုကိုရဖမ်းတာပဲသူတို့တွေအတင်းအကိုရဖမ်းကန်တိတာပဲအသက်73နှစ်ပဲရှိတယ်ကိုယူတွေ့တယ်ကိုယူတွေ့နေအသက်73နှစ်စစ်တာဆွဲစီတာပါဝါတာပဲစစ်တာမှာပါစစ်တာသူတို့ဘာလဲလို့ရွာတွေမြှရှို့တယ်ဘော်ဒါတွေဖမ်းတယ်ထူတယ်ထောင်းတယ်ရိုက်တာတယ်လမ်းမှာအကောင်ခုမှလို့မတွေ့ဘူးအဲကြောင့်ကိုနေရတဲ့စိတ်မတန်ကြည့်ရလားသူတို့တွေလောက်တာအဲ့လိုမြင်ရစိတ်မှမကောင်းဘူးပြည်သူတွေတနာကြည့်ရတာပြောလဲပြည်သူကာကွယ်ရှေ့တော့မှသွားလဲကြည့်လိုက်ပါလို့ရွာမြှရှို့တာတွေခုကကောင်းတာလို့ခုမှမတွေ့ဘူးပြီးရင်ဒီသူများဒီဟိုတော့တော်လိုင်းဖွဲ့စည်းလာပြည်လို့စင်ရွာကိုထုထစ်မယ်လို့လက်ချင်းချောက်ဒါလက်နဲ့ယူလက်ချိန်တာတို့တွေလာပြည့်ရင်တို့ပြောလဲဒါဖះကြောင်ပြစ်ထက်မယ်ပြီးရွာထဲပြစ်ထက်မယ်လက်ချင်းချောက်တာအဲ့လိုမျိုးတွေ့ကြကိုမှကိုနေခဲ့တော့ရှေ့တမှာနေခဲ့တော့ကိုရွာမတွေ့တော့ခါကျမပြည့်လို့ရှောင်းတယ်တို့တွေကိုလေတို့ရှောင်းတယ်ပါပြည်သူမှာဆိုတော့သူ
သူတို့ကြမရဘူးသူတို့ကတွေ့နေရချတာပဲပြီးရင်ကိုရီစီလာတရားနဲ့သူတို့ပြီးရွာလိုက်ပြစ်ထက်မကားတော့ရွာတော့ပြီးရင်အိမ်တွေလိုက်တက်တိုင်လိုက်မွေဘာမှမဆိုင်ဘူးသူရန်သူပြည့်ဟုတ်တော့နော်အိုးရွာသားနဲ့မဆိုင်ရွာသားအိမ်မှာတဲ့ပစ္စည်းလိုက်ယူတယ်စစ်တာရွာတော့ဝင်အဲ့ဒီရွာကြည့်ရင်စိတ်မချမ်းသာလူပြိုတွေလိုက်သွားတယ်မရေတော့လို့မျိုးလေအခုတို့ကတော်လည်းပြည့်ဝင်ဘာမှဖြစ်ဘူးဆက်ပြောခြင်းနဲ့ပေါင်း2010တိပါ2010တိအခု2010တိပါဥဆောင်တော့ထွက်တိုက်တော့ဆိုအခုလူဆိုအကုန်လုံးမစစ်တာထွက်လိမ့်များတက်ကြကြီးပါအဲ့တော့သူတို့ကပြောတယ်ဟေးငပွေးတွေနေတို့တွေကပါမိုင်းတလုံးပေါက်နေနေတို့ပြောနေအခုနဲ့တို့ကိုပြောပြသူတို့ပြောမနိုင်တော့ရှင်းပြတကန့်ရင်တော်လည်းဘာကြောင့်လို့လဲဟိုတင်းဒီလာစာမရှိဘူးနဲ့လုံနေရတာဘာကြောင့်နေတို့ကြည့်နေတို့မှလာစာစီတယ်ဒီမှာလာစာမရှိဘာကြောင့်လုံနေရတာကွာအဲ့ဒါရှင်းပြသူတို့ပြောမနိုင်ဘူးအဲ့မျိုးစိတ်နာမကောင်းတဲ့စစ်တာအခုတို့ခေတ်တော့ဆိုတအားဆိုးတာဒီစစ်တာမကြမ်းသူတို့လိုက်ဆွဲစီးတဲ့လူများလေဆွဲစီးတော့ဘလို့သူထွက်ပြေးမှာကြောက်လို့ထွက်ပြေးမိတဲ့တန်ဘူးနဲ့ကတာချီတော့အဲ့ကိုဆိုတင်းနန်းစီတိုင်းဘူးလေဝဲကလီမှာတင်းနန်းစီဝဲကလီတိုင်းဘူးလေဖတ်ထွက်မပြေးရောက်တို့လိုက်ချင်းရောက်သူ့လူတွေမျိုးပြေးတဲ့လူဆိုရင်ဖမ်းပြီးတန်ဘူးနဲ့ချီတော့တစ်ဖက်3ချက်ကချီတယ်လို့မှာ3ချက်ကလည်းပြင်းရိုက်ပြီးတယ်လူပေါင်း150တဲ့တယောက်တစ်ချက်ဝိုင်းရိုက်ရတယ်ပြီးအဲ့ဒီထွက်ပြေးချို့လူကထွက်ပြေးတယ်ပြေးပြီးတော့ရွာသားတွေကကူညီပြီးတဲ့ကတုံးတုံးတော့ပြန်လုတ်ပြီးတယ်အဲ့မျိုးဆိုပြန်ဖမ်းပြီးလို့ဆိုရင်အဲ့ကူညီပြီးတဲ့သူကအရေးပြန်ယူတယ်အဲ့ဘလောက်ရုပ်မှာစစ်တာအဲ့မျိုးလို့တာသူ့လူကိုသူအဲ့လောက်လို့တာအခုကြည့်တယ်ပြည်သူကာကွယ်တဲ့တမတော်နဲ့ပြည်သူကာကွယ်တဲ့ဆိုရင်သူတို့လို့ရမှန်ကန်တယ်မဆိုဘူးသူတွေကဟိုတည်းဖြစ်မှာဟုတ်လားဘသူတွေကအတင်းလိုက်ဖမ်းစရာမလိုလေကိုယ့်အကူကြအောင်စစ်တာသူတို့လို့တော့မဟုတ်လို့ပေါ့စစ်တာလူကကိုအရာစီပန်းမှာပြန်လာကုန်ကွာတော်တော်များများပြန်လာကြကုန်ဒါကြည့်ပေါ့သူတို့ရမှန်ဆိုဘာမှဟိုဒီဖြစ်စရာမလိုလိုက်ဆွဲစီစရာမလိုလက်အတင်းဖမ်းစရာမလိုကိုဝင်ကြမှာဟုတ်လားအခုကြည့်ပေါ့အခုကျသူတို့ယူနီဖောင်းလိုက်သွားရဲလို့လားမြို့မှာလိုက်သွားရဲတော့ကော်ဖီတော့တောက်ရဲလို့လားရဲဒီပါစလိုက်မသွားရဲအဲ့လောက်ထိတော့ကြောက်နေကြတယ်သူတို့တွေအခုဘာဆိုအခုဆိုရင်ညပဲအခုတော်ကိုယ်စားများအားကောင်းလာပြီနော်တနင်္ဂနွေလုံးပါလာပြီဒီသူကကိုယ့်ဘက်မှာစီးတယ်ပြီအဲ့ဒါကြောင့်တော်လိုင်းလို့ရတာဘာမှစိတ်တကြဆန်မကူတဲ့ချင်းနေမြတ်ကိုတို့ကတောင်းတက်လဲတောင်းတက်တောင်းစင်အခုကစစ်တော့တက်တော့ကားလေးနဲ့ဆိုင်ကြတယ်ဘလို့အစင်းမြင့်နေနော်ပြည်သူအဓိကပြည်သူကိုချုံလုံးပြည်သူချုံတော့ကိုပြည်သူကိုပဲပါဆိုဘာမှဟိုတင်းဖြစ်စရာမလို့စစ်တာအငင်းစရာမလို့တော့တော်လိုင်းဖွဲ့စရာကြည့်အတဲ့ဘကောင်ကြည့်တာအခု Facebook ဖွင့်ကြည့်လိုက်နဲ့ကိုစစ်တာကိုဖန်ကတိပြန်ပြီဖမ်းပြန်ဒါလည်းသူဘောမတွေကပြောနေကြသေးတယ်မနိုင်ဘူးဘာပဲသူတို့ရှိုးနေပြီကွာတားတယ်ပြက်နေကုန်ဘလို့အားကြောက်ကွာကျအမတွေပါသိရင်တမတွေတက်သိနေတာကျအခုကားတွေမှာလိုက်သွားနေတော်လိုင်းဖွဲ့စရာကျဘလို့အားတဲ့ကောင်းတယ်ကိုကယုံကြည်တယ်အနာစင်းပြုတ်ရမယ်ကြောက်မှာကဲစိတ်ဓာတ်မကြကြနဲ့အကူလည်းနိုင်ငံခြားမှာတက်မလို့တိုက်မှာချအောင်မှာပဲလုပ်မှာပဲအဓိကအခုချိန်မှာအစွဲတွေမထားဖို့လိုတယ်အစွဲတွေတချို့ကြည်လူမျိုးစီရောက်တိုင်းမဟုတ်တချို့တွေကအစွဲထားတယ်ကင်ပမာမွန်ဒီဆိုအခုချိန်မှာထားမဲ့ချိန်မို့အခုချိန်မှာညီညွတ်မဲ့ချိန်သမီးချစ်တဲ့ဖေတဲ့မမိုးသွားမမိုးနေသွားဒီလားစင်တဲ့ဗာလဲနေကောင်းသွားပြကိုစောဒီမိုလေးစားပါတယ်ယေရှုတင်ပါတယ်ကဲပြီးတော့ရေကိုစောဒီမိုလဲလေးစားအခုဖြိုတတ်ပိုင်ဖိတ်ခေါ်တဲ့16ရောက်စာလဲဟိုဘယ်လောက်လဲပါ15ရောက်စာ6ရောက်ပဲလို့ပါတော့တယ်နော်ကိုစောတီမူပြောတဲ့အမှန်တရားလဲနားထောင်ပါပြီးတော့ဒီမှာမို့လို့ဖိတ်ခေါ်တဲ့16ရောက်စာလဲ15ရောက်စာလဲ6ရောက်လူတာကိုစက်ပါဝင်ပေးကြပါအောင်ရှင်လေးစားရတယ်ကျွန်တော်ဒါလေးစားတယ်အထိုင်းပြီးလေး surprise တခုစီမယ်နော် surprise တခုစီမယ်နော် surprise ကိုအမြန်ဆုံးကြားချင်လို့ရှိရင်အမြန်လေးနဲ့ပါဝင်ပေးကြပါ surprise တခုစီမယ်ထိုင်းပြီးသူလေးစားတယ်ဒါလေးစားဘာကြောင့်ထိုင်းမှာပတ်စံရောက်တော့တထောင်တော့ရောက်ပါလွယ်တာမဟုတ်ဘူးအခုခေတ်ကကြုံခဲ့ဘူးတဲ့သွားလောက်တာကျက်ပုံလေးနှုတ်လိုက်လို့ပြီးထိုင်းနိုင်ငံမှာဟုတ်တယ်လိုက်လို့တာကို90ပဲရတယ်ဘာ90ပဲရတယ်သူ့လူမျိုးကြတော့သူတို့ပါတရက်ကို300ပေးရတယ်အခုတို့ငါတားနေတာဒါဒုက္ခတဲ့စကမနေလို့လောက်သွားလို့က90ပဲရတယ်ဘာ95ဘာအဲ့လိုပဲပေးတယ်တို့ကြောင့်အဲ့ဒါကြောင့်လေးစားထိုင်းနိုင်ငံမှာပြီးပြီအဝိုင်းပြီးတော့ပြစ်ပေးကြ15ရောက်ပြည့်လို့ရှိရင် surprise စီမယ်ဝိုင်းပြီးတော့ပြစ်ပေးကြကဲပါဝင်ကြမယ်စစ်အာမငယ်စစ်တာကြနဲ့ကိုစောဒီမောထိုင်းနိုင်ငံမှာနေတဲ့လူတွေကိုသူရန်လေးစားတာပြီးတော့ရေ
Lisa ဘောသူတို့ကပတ်စံရမလွယ်ဘူးလေတရားရဖို့လောက်ရတာ ဟုတ်တယ် ဒီဆိုပလိပြေကကိုတို့ကြုံခဲ့ဘူးတယ်အများကြီးပဲဒီပါကော်ဖီပိုးတော့ပိုးတယ်တောင်းမလို့ပြောတယ်မှာတော့ပိုးတယ်ကိုသက်ကိုဖက်နဲ့ထုတ်ထားရတာ ဟုတ်တယ် အမျိုးမျိုးချင်းချောက်ကန်တိဘူးတယ် အဲ့မမိုးနာရီပြည့်ရင်ရပြီကျွန်တော်လူမပြည့်လဲ15ရောက်စာအထက်ပေးမယ်တဲ့ကဲဟာလေလို့ခါ ခဏ လူပြည့်မမိုးလိုချင်တာပြည့်ရမယ်လေကမ6ရောက်ပါဝင်ပြကြပါအောင်စင် ကဲပါဝင်ကြမယ် ကိုစောဒီမိုပါမလားဖြိုးတက်ပိုင်ကင်းနေမှာကိုစောဒီမိုတယောက်ပါမလားကိုစောဒီမိုနာမည်နဲ့ပဲထည့်မယ်ရလား ရပါမယ်ရတာပေါ့ရတယ်လေ ဒေါ်လာ30လားကိုဒေါ်လာ5ပါလားဒေါ်လာ ငါ30ရောက်ထည့်မှာငယ်30ရောက်ထည့်မလေး ဟုတ်တယ်โอเค30နော်ဆို4နေငါအဲ့ဆိုရင်9ရောက်တိပဲကျန်တော့မယ်ကိုစောဒီမိုဘာလို့ surprise တယ်ဆိုတော့ကိုစောဒီမိုပေးဖြစ်ရှင်တယ်ကဲဘာလို့လိုက်ပြောနေတာလဲတဲ့ဘယ်သူလဲဖြိုးတဲ့ပိုင်း supply ဘလို့ဖြိုးတဲ့ပိုင်း supply ဘလို့ညမျိုး3ကျော်ပြောလိုက်ပြီတာလာရတလာအကုန်ပဲပါမယ်တဲ့အဲ့ဆိုရင်အမတန်းထုံးရေအမဘယ်လောက်ပါမလဲအမဘယ်လောက်ပါမလဲပြောအမဘယ်လောက်ထည့်ပေးမလဲतू ဒါမဲ့ဖြိုးတဲ့ပိုင်းတော့15ရောက်စာဖိတ်ခေါ်တာပေါ့နော်အမတို့နိုင်တယ်လောက်ထည့်ပေါ့နော်အနောက်မှာ तू က100ထည့်ပေးမယ် तू 100ထည့်ပေးပြီးဆိုရင်ပြီးလို့ရှိရင် surprise စီမှာပေါ့နော်အဲ့လိုမျိုး surprise စီမယ်ကိုစောဒီမိုရေဟုတ်ခဏတော့ဒေါ်လာ30မှခင်းအတွဲမမမို့အတွဲပြီးတော့ဘူအတွဲအမဘူပြောတာမဟုတ်တယ်ဟုတ်ခဏကိန်းပေါ့နော်ဟုတ်ခဏကိန်းနောက်ပြီးတော့အခုဒီဒေါ်လာ40နော်ကိုစောဒီမိုနော်ဒေါ်လာ40ဒေါ်လာတန်းတော့ရေနောက်တော့ကိုကတစ်ထောင်စီနော် ပေးလိုက်မလားနော်အဲ့လိုမျိုးလားဘယ်လောက်လဲ ဗာလဲ အမဘူတန်းတော့မေးတာကိုတန်းတော့တန်းထုံးလားတန်းတော့ထုံးတန်းလားမသိကောင်းနာမည်အန်ဒီဒီညစသူကမပါဘူးလားမနေ့ကတည်းကပါပါတယ်ဒါပါအဲ့ဒါဘတ်တယ်မတန်း စီးသွေးလိုက်မယ်နော်တယောက်စာတော့မနော်မတန်ထုံး 100ပါတယ်မ အဲ့ဆိုရင်မမို့အခုစီးသွေးလိုက်မယ်နော်နေရပေါ့နော်ဖြိုးတက်ပိုင်100တက်တယ်မတန်ထုံးလည်း100တက်ပေါ့နော်နေရနော် မတန်းထုံးလားတန်းထုံးကြီးယောက်ျားလေးလားလို့ ဒါမဲ့ main ကလေးဖြစ်တယ်နာမည်တော့ယောက်ျားလေးအခုအောင်မျိုးထက်လည်းနာမည်ယောက်ျားလေးဒါမဲ့တခင်ကတော့ main ကလေး အော် main ကလေးမွားဘယ်လိုခေါ်လဲဆိုအမအောင်မျိုးထက် အေးအကူအောင်တင်ထင်တာယောက်ျားလေးထင်တာ မဟုတ်ဘူးမွားကလောသိတယ်မွေးရလူစင်ကသူတို့အတန်တွေပို့လာပေးတယ်လေအဲ့ဆိုရင် အခုအလူငွေထက်တာအခုသမီးကြီးအကုန်လုံးသိတယ်သူကလိုက်ပြပြတယ်ဘလို့နေဘလို့ဘာလို့မတပြသမီးကြီးအကုန်လုံးသိတယ် အဲ့ဒါဟုတ်လေကောင်းတယ်အကုန်လုံးသိတယ်အကုန်လုံးပြောပြသူအားပေးတယ် သူအိမ်တော်ကြတာစောတယ်အိမ်တော်ကြတာစောတော့သူ့ရဲ့သားတွေသမီးတွေကလေအကောင်လုံးလူပြူဖြစ်ကုန် လူပြူသူအဲ့တော့ကျ17နှစ်အမျိုးသမီး15နှစ်ပဲရှိတယ်အမျိုးသမီး15နှစ်ကိုက22နှစ်ဟုတ်တယ်အဲ့သမီးကပြောတာအပါကလေးသွားယူတာဟိုလေကလေးသွားအဲ့ဒါအဖွဲ့စီမှာဘလို့အသက်လင်ရတဲ့အမျိုးသမီးတဲ့16နှစ်လို့ပြောရတယ်ဟုတ်တယ်15နှစ်ပြောကိုချုပ်ကြမယ်အချုပ်ကြမယ်15နှစ်ပြောအသက်မပြည့်ဘူး ကိုစောဒီ တာလင်ရ ကိုစောဒီမဒီစီမှာတက်ဘလောက်လဲမိမရတဲ့စီမှာ22နှစ်22နှစ်သူကတော့15နှစ်15နှစ်တော့ဆိုတော့ဒီလိုပါပဲ အေးတော့ရဆိုအေးပေါ့ အဲ့ဒီလောက်လို့ဒါပေမဲ့တရားဥပဒေအနေနဲ့ဆိုရင်တော့16နှစ်မှရတာပေါ့အဲ့လိုမျိုး မရဟုတ်တယ်အဲ့ဒါအဖွဲ့စီမှာရောက်တဲ့လင်ရတဲ့အသက် ဟုတ်တယ် သူ့အသက်ကို16နှစ်ပြောခိုင်းရတယ်မပြောကိုချုပ်ကြမယ်လေ အခုခလေးမွေတော့ခလေးမိန်းကလေးဆိုရင်သူ့အမေနဲ့မောင်နှမလိုမျိုးပဲပေါ့နော်ပြောရမောင်နှမပဲဖြစ်နေတယ်ဒီမီကြီးကသူတက်နည်းနည်းအခုဆေးမိလေ ဟုတ်တယ်โอเคတောင်းလိုက်တာโอเคအခုကတော့မမိုးစီမှာဆိုရင်မနေ့2နာရီခွဲစီပြီးဒီ4ယောက်ကို supply เนาะ supply သိချင်လို့ရှိရင်လေဘလို့ supply စီမယ်เนาะမပြောပြီးเนาะဒီဖြိုးထက်ပိုင်ကိန်းထဲမှာပါဝင်တဲ့အလူစီ15ယောက်ကဖြိုးထက်ပိုင် supply တစ်ခုပေးမှာပေါ့เนาะကန်ကောင်းလို့ရှိရင်တယောက်ရသွားမယ်အဲ့လိုမျိုးပါโอเคအဲ့တော့ကိုစောဒီမိုးလဲပါတယ်ဟိုစောလာစောလဲပါလားဒါဆိုစောလာစောလဲပါတယ်ပြီးတော့ဘသူတွေပါလဲအောင်မျိုးထက်မခိုင်ဝါဆူရှီအောင်တဲ့အကိုနန်းအိမ်ကရင်မခင်နေကိုစောလာစောနဲ့မျိုး3ကျော်ဘူမဟုတ်တာကိုစောဒီမိုးပြီးတော့မတန်ထုံနောက်ထပ်4ယောက်ပြီးတော့နောက်ထပ်4ယောက်ဆက်ပါဝင်ပေး
surprise စီမယ်နော် surprise မောင်လေးဖြိုးထပ်ပိုင်စီမှာ surprise လိုချင်တဲ့လူတွေဆိုရင် MS ဆို30ဖိတ်ခေါ်ချင်တာတဲ့မနိုင်တော့လို့ဘာမှဖြစ်မောင်လေးဒီ4ယောက်ကိုဆက်ပောင်ပြကြဘယ်သူတွေပါမလဲ4ယောက်ဘယ်သူတွေပါမလဲနော် S star တယောက်နော်နော် S star တယောက်နော်ဒါနော် S star ဘယ်လောက်လဲနော်ဘယ်လောက်လဲနော် S star အတွက်ဘယ်လောက်လဲနော်တန်ထုံးရေနော် S star အတွက်ဘယ်လောက်လဲ4ယောက်ပဲလူတော့တယ်နော် ကဲပြီးတော့မယ်ပါဝင်ကြမယ် နောက်ခိုင်ဝါလည်းပါမယ်နော်နောက်ခိုင်ဝါပါမယ်တနောက်ခိုင်ဝါနောက်ထပ်တယောက်နော်ခဏလေးနော်ကိုကြီးကရှေ့လို့ပါကွာတဲ့ဆိုပြီးလှုပ်လိုက်တာလားကိုဒီမိုဦးစမ်းမောင်နော် Esther ပြီးတော့ကိုစောမြဦးလဲနာမည်ပေါင်းခင်နော်တရဆိုရင်နေရနော် Esther နော် Esther ပြီးတော့ဘာလဲဦးစမ်းမောင်နေရဦးစမ်းမောင်ပြီးတော့ဘာတူလဲကိုစောမြဦးနော်ဒါဆိုစောမြဦးပါမယ်နော်တရားဖြိုးထပ်ပန်တဲ့တရားထည့်နေရရတယ်ခဏလေးဒါဆိုစောမြဦးပါမယ်လေသူနာမည်မှာဘယ်မှာရောက်ပြီလဲစောမြဦးပါမယ်နော်ဒါဆိုစောမြဦးဘယ်လောက်ထည့်မလဲနော်ဒါဆိုနောက်ပြီးတော့ဦးချိုကတရားတဲ့โอเคဦးချိုကတရားတဲ့ဦးချိုတရားအဲ့ဆိုရင်ပြည့်ပြီနော်ကိုစောမြဦးတရားနဲ့ဆိုရင်ပြည့်ပြီနော်ဒါဆိုစောမြဦးဘယ်လောက်ထည့်မလဲဘုံနော်ပြောပြပါဦးဒါဆိုစောမြဦးဘယ်လောက်ထည့်လဲပြီးတော့ supply တော့ဒီညပဲ supply ပဲနော်ဒီညပဲခဏလေးမေစုအိပ်ပြီလားမဟုတ်ဘူးပြပါဦးမေစုအိပ်ပြီလားပြောပြမယ်ဒီစစ်တာဘယ်လိုပြောဆိုတော့ငပွေးရဂျုံမပါဘူးအကိုဆိုကြုံခဲ့ဘူးတော့ပြောပြမယ်စစ်တာမှာအကိုဆိုလက်သွားရွာထဲဝင်သွားတယ်ရွာထဲကစစ်တာမသိဘူးအဲ့ဒါကိုစစ်တာထွက်လူမော်နော်စစ်တာမလုပ်ခဲ့ဘူးရွာထဲကစစ်တာနဲ့ဘော်လီဘောလိုက်ပို့ဘူးလေသူတို့ကမသိချာကိုကသူသိနေအဲ့ဒီကပြောချာပြည်သူချုံလို့အဲ့ဒါပဲလေပြည်သူကကိုအချစ်တော့လုံနေလေခါကြဖန်ကန်တိတဲ့အကိုဆိုခဏဖန်ကန်တိတဲ့စစ်တာပဲပေါ်တာထမ်းမှုတော့ပူရတယ်ဟေးသူတို့ကလိုက်စီလို့တဲ့ငပွေးရဟာနောက်တော့ရောက်တဲ့အမိုးပြန်လာခိုင်းတော့အမိုးသားကိုမမိုက်နဲ့တော့သူတို့ပြောဒီမားငပွေးသူမသိဒီမားကိုသူနောက်လျှောက်လိုက်တော့အဲ့ကြခင်းဒီမှာတောင်ထမ်းဆောင်လို့ရှိရင်ကင်းတော့ခုလာခါစားပါတော့ကင်းနမနေတဲ့ချိန်သူတို့မသိချောက်သူတို့တော့လိုက်သွားတယ်တော့ကျုပ်တို့သူတို့ပူတာသူခိုင်လိုက်သွားတယ်သူတို့နောက်တကောက်ကလျှောက်သွားတယ်ကြုံခဲ့ဘူးလေမျိုးသူတို့ကဘာမသိဘူးလားဒီမှာသူ့နောက်ပါနေမှာသူကစီယုံနဲ့ခတ်ဒီနေ့မှာအဲ့သူတို့လည်းသိတယ်ဘာကြောင့်တော့သူတို့ data တစ်ခုသွားပြီဆိုရင်သူတို့ကအဲ့နေရာမှာဘယ်သူတွေလှုပ်ရှားတဲ့ဖွဲ့စည်းတော်လည်းဖွဲ့စည်းဘယ်သူနာမည်ဘယ်သူသူတို့လည်းကိုလိုသိရတယ်အခုဆိုလိုက်သွားသူတို့ကြားမှာလိုက်သွားဘူးတဲ့ဒီပွဲတွေပါဖြစ်ဖုံးချောင်းမှာသွားတယ်သူတို့တော့မှပဲသွားတယ်အခုတက်ကြကြီးပြောခုနဖျားလာစိတ်ကိုအော်ကာတာအခုဆိုသိလိုက်စိတ်ကြီးနေစိတ်ဓမြောင်းထိုးတာကျင်အဲ့ကြီးလေဖျားလာစိတ်ကိုစိတ်မဖြောက်ဘူးခုနကကြုံခဲ့ဘူးလေအများကြီးပဲလေစစ်တာဖမ်းလာကြုံခဲ့ဘူးလေစစ်တာဖမ်းမိတာကြုံခဲ့ဘူးလေပြည်သူအဓိကရွာသားကိုပေါ်ကောင်းတယ်ကိုထောက်ခံပေးတာပဲနေရနဲ့ရွာရောက်အဲ့ဒါဒီကပြောတယ်ဟုတ်ကဲ့ကပြောအခုတမောအမိုးယာရီကဖိုတိုတော့กินပြောဖိုတိုတော့သူတို့သဘောပေါက်ဘာဖြစ်ညီလေးနေတယ်မျိုးအဲ့ကြောင့်ပြည်သူကိုချစ်တော့ဘာဖြစ်လဲလုံကျော်ပြည်သူချုံလို့လုံတယ်လားသူတို့ကဘာမှမသိကိုသူတို့ဒေါ်လိုက်သွားတယ်ဘာဖြစ်ဘူးခါကြရွာထဲမှာသွားလေလူပြိုရွာထဲမှာသွားလေစစ်တာဝင်ချလိုက်အပြည့်ပဲကိုတို့ရွာသားကသူထင်းနေမျိုးအဲ့ဒီကပြောချင်ပြည်သူရဲ့ဒါပြည်သူချုံလို့ပြည်သူကိုချစ်တဲ့အတွက်ဟိုဘာမှဖြစ်ဘူးသူတို့လာပြီးတကယ်လို့ရဘူးသမီးရမယ်နဲ့ရမယ်15ရောက်စာဦးလေးရအဲ့ဒီ15ရောက်စာလူစင်နာမယ်ကိုဦးလေးရေးရမယ်အခုသူကဒီသူကိန်း15ရောက်ပြတာနဲ့သူကအခုမေစုပဲလောက်ခလိုက်မယ်မေစုစီးတယ်ခေါင်းဘာဖြစ်ဦးလေးနာမေစုလောက်ခလိုက်မယ်โอเคမေစုရေခေါ်လိုက်တာလေမေစုငါ့ကိုကြားစင်တယ်မဖုန်းဆက်လိုက်မယ်ခဏလေးဒီနိုင်ငံမှာတော့ဒီစစ်တာတွေတွေ့လေနေလို့ရတော့ငါတို့တွေ့ပါတယ်ငါတို့တွေ့အသက်ပေးတော့တောင်ထမ်းကျေးဇူးမိုက်တင်ပါတော့အဲ့လိုပြောတယ်ကျန်ဘလောက်လေးစားစစ်တာတွေ့လေးစားတယ်ရဲတွေ့တယ်သူများလေးစားတယ်
မြန်မာနိုင်ငံရဲတွေ့ဒီချင်မှဖြစ်နေလား နော်ဒီမှာနော် ဒီ အောင်မျိုး မှာ တဲ့ လေးစားမယ်ရဲဆိုအဲ့ဒါကြည့်ပေါ့ ခဏလေးအမနာမည်ရေးပေးမယ်နော်ခဏနော်โอเคကိုစောဒီမိုဆက်ပြောသမီးအမမိုးဒီမှာနာမည်ရေးလိုက်အောင်မယ် ဟိုတဲ့အမီဆူကသူကလုတ်ချင်တာဒီသူအမေရိကန်ပုံစံသူကြည့်ဒီဟိုတဲ့စီမီစကန်ကိုင်တာဒါအကောင်းတယ်ဒီနိုင်ငံအဲ့ဒါခုလေးစားစီမီစကန်ကိုင်တာအဲ့ပလေပစံတော့ထိုးလို့မရဘူးပလေပစံတော့ထိုးလို့မရဘူးဖမ်းပြီးသွားတာသူစာရွက်တွေ့ပြီးထိခဲ့ပြီးတော့သွားပေးပဲမပေးလို့မရဘူးဒီနိုင်ငံအဲ့ဒါခုကောင်းတာစနစ်ကိုင်ထားတာဒီအလုံးယုံမှာလည်းအလုံးလို့တယ်ရံဖြစ်လို့မရလက်ပါလို့မရဘူးလက်ပါတာနဲ့ဒီကတော့အကူရထိုင်ဆံမှာလို့လက်ပါအမေရိကန်တနိုင်ငံလုံးပဲမလို့ရှောက်လို့မရတော့အဲ့မျိုးကိုင်ထင်းချုပ်တာကိုင်စီမီစကန်ဒါအကောင်းတာကိုင်တာအဲ့ဒါခုလေးစားတယ်ဒေါင်းလို့တမရချင်းဒေါင်းလို့အဲ့ချိန်မှာကွတ်တီပဲအော်ကြုံကအခုကြုံပူတဲ့ဒီမြင့်မှန်သွားလို့တာ9မိနစ်ပဲနောက်ကြတာ9မိနစ်နောက်ကြလုံးမရတော့တာနောက်ထားဆောက်နောက်တလားထားဆောက်အပွင့်မထက်ခေါ်ရတယ်ဒီနိုင်ငံတိကျပဲအဲ့ဒါခုလေးစားတယ်အဲ့ဒါခုကောင်းတယ်ခီးသွားတာတွေ့လားခီးသွားတာပါစအမဒီနိုင်ငံအခုစနစ်ကြတာကားလမ်းတော့စအကုန်လုံးစပီလီမင်းများခိုးမောမများမိတာနဲ့သွားမိတာနဲ့တို့ကိုလိုချက်ထားတာလားမိတာနဲ့စာရွက်တွေတိခဲ့တော့လားညင်းလည်းမရတော့ဒီဘက်မှာပလေတော့ပတ်စံထိုးလို့မရဘူးဒီနိုင်ငံတမျိုးကောက်ကိုဘာမှမလို့ပလေကြောက်စရာမလိုအခုတော့ပလေတွေ့ပြောသေးတယ်ပလေတွေ့ခါဒိုက်ဆန်ပလေတွေ့ပလေကားတာစီပါတော့တဲ့ကိုတက်လုံးလုံးချုံနေတယ်ဟုတ်မလားအခုအေးဆိုဒီမှာဟိုဒီမဲ့ဒီမှာပလေယုံပေးနာပါပဲဒီနိုင်ငံပလေဟိဆိုပလေပဲကြောက်နေကြသူနိုင်ငံပလေနဲ့ချင်းချောင်းမှာနည်းနည်းကိုလုံချုံနေကြည့်အိမ်တွေဆိုကိုလိုမှန်နေပြီကိုလိုအိမ်နဲ့မှန်နေပြီကိုလိုဒီဈေးဆိုင်တွေမှာဆိုတော့ကိုလိုဆိုင်တွေမှာကိုလိုကြည့်မှန်နေပဲကာထားကိုလိုဘူးဘာလို့ကိုလိုဘူးအရက်ခွဲတာမရှိမှာသူကင်မရာနဲ့ကိုလိုတတ်ထားတာမကင်မရာနဲ့ပဲကိုလိုဒီနိုင်ငံလေးစားတာကဟိုခီးတော့သွားခီး1000နားနေရာမှာအိမ်သားတယ်ကိုလိုပဲသူ့ပြည်သူတို့အတွက်အဲ့ဒီမှာရောက်သွားပြီးကိုအပေါ်သွားလေးသွားကုန်သွားပြီးတော့မှအစားစားယူစားလို့ရတယ်မှာဝယ်စားလူလည်းမရှိဘူးလူလည်းမဆောက်ဘူးဟိုကိုကလည်းထိုးထဲမှာကင်မရာတွေထိန်းချုပ်တာကင်မရာနဲ့ကြည့်တယ်ကို15ရောက်စာပြည့်မလားညီမနော်အဲ့မှာတရက်ပြီးတော့ညီမလေးရေးပေးလိုက်ပြီးလို့ရှိရင်အမဘက်ကနှိုက်ပေးမယ်ညီမလေးကတော့ဥကြော်သူနေရမှာပြန်တော့နေရမှာပေါ့အဲ့လိုမျိုးကဲဆက်ပြောကိုစောဒီမိုဒီမှာလိတ်လိုက်မယ်ချာအေးပြောပြချာကိုရဒီမှာနိုင်ငံခြားမှာနေမပြောဘူးကိုနိုင်ငံမှာကိုပြောတော့ကိုနိုင်ငံမှာနေရထိုင်ရတာလေဒီမှာခုကောင်းတာအလုပ်များတယ်အလုပ်များအလုပ်ရှိတော့အလုပ်ရှိတယ်အလုပ်ရှိပတ်စံရှိတယ်ဆိုတော့ကိုယ်ကလုပ်နိုင်ပတ်စံရှိတယ်မပြင်းနဲ့လုပ်အဲ့မျိုးအဲ့မျိုးကောင်းအခုကအကိုတို့နိုင်ငံမှာကဘာလို့ဆိုတော့အစိုးရကဒီနေ့အခုကအာဏာစစ်စနစ်ဖြစ်နေတာဟုတ်တကယ်စစ်မှန်တဲ့ဒီမိုကရေစီပြလို့ရှိရင်အစ္စရေးပဲအလုပ်တဲ့ဖန်တီးပေးနိုင်သူ့ပြည်သူတွေဟုတ်တယ်မလားအဲ့ဒါဆိုဘာပူဆောင်လဲအခုမြန်မာနိုင်ငံကများတဲ့ကိုတမျှများတာအဲ့ဒါကြောင့်ဘာကြောင့်အလုပ်ကံမရှိကြလို့လို့ဖြစ်ကြတာဟုတ်တယ်အလုပ်ကံမရှိတဲ့နိုင်ငံအလုပ်ကံရှိတာအလုပ်တွေကပေါ်တယ်မှာလို့မလုပ်နိုင်အလုပ်อ่ะလူတွေကဣနေကြတယ်အခုတော့4ပဲလုပ်တယ်4ပဲလုပ်3ရက်နာ9ရက်ခါလေးပဲရှိတယ်လောရကွတီပဲတခါကျပြောတယ်မှာစီဝဲကိုမြန်မာနိုင်ငံသားချင်းစီဝဲခေါ်လာတယ်တဲ့ဖုန်းကြောင်းလာအလူကိစ္စခေါ်လာ10နိုင်ခွဲမှရောက်တယ်အလို့ရုံမှာကြောက်တဲ့ခါတိုင်းနိုင်ထိုးတော့ကျူလို့တော့ဆောင်းနေကြာတာသူကချစ်ဖို့ဆောင်းနေကြတော့စီကန်ဟုတ်စီကန်မရောက်တော့ကြလို့မရအောင်တော့ကြလို့တီးပဲဟုတ်တယ်ဆောင်းနေကြတယ်အကူကပြောတဲ့မင်းတို့ကနော်စီဝဲဖုန်းကြောင်းမှာစီဝဲခေါ်လာကြတော့ခါတဲ့10နိုင်ခွဲမှရောက်တယ်အလို့ရုံမှာကြောက်ကကျူလို့ဆောင်းလာ9မိနစ်တော့လူ9မိနစ်တော့ဆောင်းကချစ်ရအဲ့လိုမျိုးဘာဖြစ်စိတ်ဓာတ်မကြကြနဲ့ကိုကဟိုတင်းမြင်းနဲ့ယုံလဲယုံကြည်တယ်အာနာစစ်စနစ်ပြုတ်မယ်ဟုတ်တယ်မလားအခုကပြည်သူတွေကကိုလိုပါလာပြီပြည်သူဟိုမြို့တွေကပြည်သူတွေကိုလိုပါလာပြီအခုတို့ခေတ်လာတွေ့ကြအခုတို့ခေတ်တော့ထားပြီးစစ်တမ်းပြန်ဝင်ကြိုးစုလဲလူစီတယ်အခုသူကကြိုးစုမတွေ့တော့ကြိုးစုလဲအိမ်တော့ရွာသားပါစားကြိုးစုတော့အခုသူကမကြိုးစုတော့တာအခုတားလည်းပြက်ကုန်အခုဖြစ်ကြည့်လိုက်ရင်အခုဖြစ်ဆိုဖွင့်လိုက်တာနဲ့ကြည့်တယ်အရှင်ဖမ်းမိတာရွတွေ့နေရတော့
ဟုတ်တယ် သူတို့ကလင်းစီနေလို့လင်းနဲ့မကြတော့ဘောသူတို့လည်းအခုကကိုရင်းဖြစ်နေပြီတဖြည်းဖြည်းနဲ့ကိုတော့မှသူတို့ကတိတ်နဲ့ ဒါဒါ အဲ့ဒီ ဘာကြောင့်ရေး ရင်နာမှုကတင်ဘောမတယ်နောက်တော့ဒီဒလန်လောက်တဲ့လူတွေစစ်တပ်တွေတော့ဒုက္ခပြီးတော့ဒလန်လက်လို့တယ်ကိုဆိုတော့ရှင်းတယ်အဲ့ဒလန်ဖမ်းမိတော့တိတဲ့တိုင်းရိုက်ပြလိုက်မှာဒလန်ဖမ်းမိ ဒီတိတဲ့လာပြစင်ပေးလိုက်မယ်အခုရင် Facebook တော့ခဏနာတာပြကြခဏနာပြောတော့မှရှင်းပြစီပြောတော့ခဏ Facebook ပိတ်ခံတည်တယ်ဟုတ်တယ်ဒီတော့စစ်တပ် yes ဒီတော့လုံလာသူကစစ်တပ်တော့ထောက်ခံတယ်ဆိုတော့စစ်တပ်ထောက်ခံတဲ့လူတွေဟာအချောင်းမားတာပဲ ဒီလူရချက်ပြည့်စုံနေမြဲဒီမှာသားကြီးဟမ်ငါပို့လာပြီတယ်ဝေရောက် ဟုတ်လားအချောင်းမားတွေတနေ့ကသူတို့လက်လာမယ် အားရစကလနော်တပံပါပံပြီးလို့ကျေးဇူးတင်ပါတယ်ကဲမဲဖောက်တော့မယ်ခဏလေးကိုကမိနေမေစုရေးလို့မပြီးသေးဘူးခဏလေးမေစုကလာကျွမ်းရမယ်မေစုကလာကျွမ်းရမယ်အခုလောဆယ်ကခဏလားတောင်းရောက်စားဟုတ်တယ်ဟုတ်တယ်နော်ဟုတ်တယ်တောင်းရောက်စားနော်ကျေးဇူးတင်ပါတယ်တောင်းရောက်စား300ဒီမှာအမို့နည်းနည်းပေါင်းလိုက်မယ်ဒီနေ့ငါအပေါင်း ဒီ US မှာရင်နာဖို့ကောင်းတာကဒီတချို့တော်လန်ကြီးလောက်ခဲ့ဘူးတော့တော်လန်ကြီးလည်းလောက်ခဲ့ဘူးတယ်ပေါ့နော်လောက်ခဲ့ဘူးတယ်ခုကလေးကိုလည်းတော်လန်နဲ့ပတ်သက်တယ်မရှင်းပြဘူးကလေးတွေကဘာနဲ့ပျော်နေဆိုရင်အလုတ်သားလုပ်မယ်ပြန်လာမယ်တောက်မယ်စားမယ်ဒါနဲ့ပျော်နေကြတယ်ခုနိုင်ငံကြီးလည်းစိတ်ဝင်စားအဲ့လိုဖြစ်တယ်တော့ရင်နာဖို့ကောင်းတယ်အကူဆိုပြောပြသူတို့တွေနေတို့တွေဒီတိုင်းပဲကြည့်နေမှာနေတို့ပြန်မကူညီတော့တော်လန်ကြီးဟိုးတဲ့ငါတို့နဲ့မဆိုင်ငါတို့အိမ်မှာအစ်စွေကိုယ့်အကူအစ်ငါစိတ်ဝင်စားလို့ပြောတာဟာအဲ့လိုမလို့ရအောင်နေတို့လူမျိုးခမကူကင်လူမျိုးလူအများကြီးတယ်မှာမလို့မရဘူးစစ်တာကမနေစဲနာမင်းဒုက္ခပေးတာမှာဟိုတဲ့ကင်းတို့ပြောကကြတဲ့ဟဲဝလေးကကြတော့သူကုသကန်ကိုကုသကန်ကိုပဲနေလို့မပြောရဘူးလေတို့နေတို့ကိုယ်တိုင်နေတို့မိဘကိုယ်တိုင်လည်းပြီးလာခဲ့တာပဲစစ်တာဒုက္ခပေးတာနေတို့နိုင်ငံခြားရောက်ဘာကြောက်ရောက်လာတာပြောပြသူတို့ဟုတ်ကဲ့ကိုစောဒီမိုရေးဒီမှာဦးကျော်သူဖိတ်ခေါ်လိုက်တဲ့အယောက်20နဲ့ကိုစောဒီမိုဖိတ်ခေါ်လိုက်တဲ့အယောက်30နဲ့မဟော်ဒရာဖိတ်ခေါ်လိုက်တဲ့အယောက်30နဲ့ဖြိုးထက်ပိုင်ဖိတ်ခေါ်လိုက်တဲ့15ယောက်စာနဲ့အားလုံးရတဲ့အလူကတော့ဘတ်ငွေ1000နဲ့8000နေရာနဲ့30ရတယ်နော်ဒါမဲ့အလုံး400ပြည့်ဖို့ကတော့3990ပဲလူတော့တယ်နောက်ထပ်10ယောက်စာဖိတ်ခေါ်ပေးမဲ့လူစီလို့ရှိရင်အလုံး200ပြည့်နိုင်တယ်အလုံး400တိတိပြည့်နိုင်တယ်မမိုးလို့အဲ့ဒါတော့အလုံး930ပေါ့နော်ဒီညတော့930မပြည့်လဲတဝဲလောက်ပဲမျိုးလင်းရတော့မယ်တင်တယ်ဘာလို့လဲဆိုတော့မဲနိုင်ပြီးလို့ဆိုတော့မနေ့3နာရီထိုးတော့မယ်နောက်ကြိုက်ပေါ့နော်အဲ့ဆိုရင်ဒီ3990ပြည့်ဖို့က10ယောက်စာဖိတ်ခေါ်ပေးမဲ့အလူစင်နေစီလားမဟုတ်လို့စင်လဲစတူတဝက်စတူ1000ကျော်စတူတယောက်ဖိတ်ခေါ်လိုက်ကျန်တဲ့တော့ဝမ်းတော့တဲ့အဲ့လိုအဲ့လာရဲ့အဲ့ဒါလေးရတယ်ဘာငွေ1000နဲ့အခုကဘယ်လောက်ရှိပါပြီလဲ1000နဲ့ဖက်ပြီးတာနဲ့မိုးဒေါ်လာနဲ့ဘယ်လောက်ရှိလဲအညီမကိုပေးရမှာအကိုညီမကိုပေးရမှာ40တခုရယ်ဟုတ်40နောက်အခု1000တဲ့ဖိတ်ခေါ်တာရှိတဲ့တဲ့မလဲဟုတ်တယ်1000တခုရှိတယ်ဟုတ်တယ်နော်1000ငါလေ1000ဘယ်လောက်လဲ1000ဘယ်လောက်ငါလေတွေ့လိုက်မယ်30နည်းဆိုရင်$3 31နဲ့40ဆိုရင်81ကဲဒါဆိုရင်10ယောက်ရဖိတ်ခေါ်မယ်10ယောက်ဟုတ်ကဲ့10ယောက်ကျွန်တော်ဖိတ်ခေါ်မယ်ပြီးတော့အခုဒီ10ယောက်ဒီ10ယောက်ကီလိုစိတော့လောင်းလာအခု10ယောက်လို့ဆိုဒီညမို့အလုံး400တီးရမယ်မမို့လူချင်းတဲ့အလုံး900ကျွန်တော်မရဘူးနော်900နဲ့10တော့မရဘူးဒါပေမဲ့တဝက်လောက်တော့ရမယ်တဝက်ပေါ့အဲ့လိုမျိုးကဲလာကြမှာ10ယောက်ဖိတ်ခေါ်နော်ထပ်ပေါင်ပြီးကြပါနော်ကဲပြီးတော့ဆက်မယ်မေစုရေးပြီးနော်ကန်ကောင်းစီဒီဖြိုးတဲ့ပိုင်ကိန်း15ရောက်တယ်မှာပေါ့နော်ကန်ကောင်းလို့ရှိရင်ကြည့်စီလက်ဆောင်တစ်ခုရမှာပေါ့ surprise တစ်ခုရမှာပေါ့အဲ့လိုမျိုးကဲလာကြမယ်စကြမယ်10ယောက်နောက်ထပ်10ယောက်ထပ်ဖိတ်ခေါ်တယ်10ယောက်ကဲကိုစောဒီမော်ဒနောက်ဆုံး10ယောက်ပဲဖိတ်ခေါ်တော့မယ်နော်
နောက်ဆုံးပဲဒါနောက်ဆုံးကိန်းပဲ10ရောက်ဒီ ထောင် ဟာ အဲ့ဒါပြီးတာနဲ့ခါရပို့ပြလိုက်မယ်မှာ ဟို အောင်လို့ကိုလို့ နောက်ဆုံး10ရောက်ပါဝင်ပေးကြပါအောင်စင်ပြီးတော့ဒီ10ရောက်ကပြည့်သွားလို့ရှိရင်3990လည်းရမယ်ပြီးတော့လည်းမမွေးရငုတ်ဒီအလုံး400တီတီရတော့ရမှာပေါ့နော်900တော့မရဘူးဘာဖြစ်ဘူးလားကိုကမမိုးတာဒီလိုမျိုးဒီညဥကျော်သူ10ရောက်မဖိတ်ခေါ်ဘူးမဟုတ်တာကိုစောဒီမိုဖြိုးထက်ပိုင်းမဖိတ်ခေါ်ဘူးဆိုရင်ဒီအလုံး400ရဖို့လားမလွယ်ဘူးပေါ့နော်မလွယ်ဘူးโอเคမခိုင်ဝါကဖြတ်ပိုင်းပို့လာပြီလားခဏလေးစမ်းအောင်မယ်အတန်ပို့လာ ရုပ်တည်ရတဲ့စမ်းပန်ဈေးတဲ့ပါကိုတို့ခိတဲ့$9 9ဘတ်9ဘတ်9ဘတ်5ဘတ်လို့အဲ့လောက်ပဲ ရတယ်နော်အခုကိုတော်ဒီမောနောက်ထပ်10ရောက်ထားဖိတ်ခေါ်တယ်နော်မပြောလို့ဆိုရင်ငရုတ်ဒီအလုံး400ပြေဖို့3000ကျော်ပဲ10ရောက်စာဖိတ်ခေါ်လိုက်တယ်ကဲပြီးတော့ရေပါဝင်ပေးကြပါနောက်ထပ်10 ကဲ ရောက်ပဲ ပါကြမလားလာကြမလားလို့ကြမယ်ကဲပြီးတော့မယ်ဒါကြောင့်ဆိုတော့ကိုရီးယားဟိုဒီမဲ့ငွေအားနဲ့ပဲဟိုဒီဖြစ်တော့မှအသက်ပြီးတော့တိုက်နေရတယ်ဟုတ်လားမလားကိုကဘာဖြစ်မလို့နာမလားရေပေါ်ကြီးတနာမကွာသူတို့ခမချီတော့ပြလို့ပြလက်ပြလို့ပြနေမှာ အေးကိုတာချောဆောလာဆောနောက်ထပ်စပီဆိုရင်300ကိုစောဒီမိုရေးဒီမှာကိုစောလာဆောပါတယ် ဟုတ်ပြီကျေးဇူးအများကြီးတင်ပါတယ် ရောက်ပဲလို့ပါတော့ကိုရောက်ပဲကဲပြီးတော့နောက်ထပ်ကိုရောက်ပဲ300ကိုစောဒီမို100ထည့်ပြီ တန်ပွဲအိတ်ကုန်လာရောဒီမှာ12နိုင်ထိုးမှာ တနိုင်ထိုးရမှာဟုတ်တယ်အဲပြီးတော့ကိုစောဒီပြီးလို့ 15ရတယ်ပါတနေ့ဒီမှာတနေ့လာနေဆိုညတော့အိတ်ထားပြီလေဘာဖြစ်ရ Mama baby la joya ဟမ် Mama baby la joya မေဇူနားမလဲဘူးတင်တယ်မေဇူရေဟိုဦးကျော်သူကလေစာရက်သေးလေးကိုနာမည်ရေးပြီးတော့နောက်ပြီးတော့ပြန်လို့လိုက်ရမယ်လေညီမလေး15ရောက်စာလေး ကဲဗမာလိုပြောကင်စကားပြောတာကင်လို့ပြောပြမယ်ကင် နိုင်ပါမယ်တဲ့မနေ့ဖန်မပို့မယ်ရတယ်ညနိုင်ကေနော်ကျွန်တော်ကိန်းထဲပါတဲ့လူဟုတ်ကဲ့ပါပြီးတော့โอเคဘုံတော့ကျွမ်းလိုက်အမလက်ခံမယ်โอเคနော်မနောက်ဝါနီတရားပါမယ်နိုင်ကရင်နေရာပါမယ်ပြီးတော့တတငယ်ပါ မင်္ဂလာပါဒီ နိုင်ကရင်နေရာဆိုရင်300 မင်္ဂလာပါ မင်္ဂလာပါရပြီလားနဲလို့ ရပြီရပြီနေမတော်မှာကိုသိနေရကလေး နောက်ဝါနီနော်100ဆိုရင်ဒီမှာနေရာနော်နေရာနောက်ဝါနီ မပြည့်သေးဘူးလားလူကဘယ်သူပါလာတော့ ခဏလေးဒီမှာ10ရောက်ခဏလေးနောက်ထပ်ဆရာပါစတော့ငွေငုတ်ဒီ ဒီမှာဆရာဖိတ်ခေါ် အလုံး400ပြပို့ပငွေ3000ကျော်ပဲလူတော့တယ်ပြီးတော့တသားငယ်က100နော်ဆိုရင်ကိုစောဒီမို100နေရနော်အဲ့ဆိုရင်6ရောက်ပဲလူတော့အမြန်ကြီးနဲ့လောက်ပြီးစားပါမဲနိုင်တော့မယ်6ရောက်ပဲလူတော့တယ်နော်တသားငယ် ဘယ်သူပေါ့မလဲကိုစောဒီမို့ပေါ့မလား 15ရောက်ပဲပါတယ်15ရောက်ပဲမများဘူးခဏလေးပဲကင်လိုက်လို့စင်ပြီးပြီဘယ်သူပေါက်မလဲမသိ အခုဆိုမြန်မာစကားပြောတာပြည်တာကိုကင်လို့ပြောမှမယုံတော့လေ ဟုတ်တယ် စကားပြောတာ အတော့ဆိုလာဆိုရေးစကောလာကြောရေးစကော ကဲကင်လို့ပြော hello မာတကော လာလို့ခေါ်တော့ တာပစပကဘာမာပမာဝတ်တိဘာပမီဘာပဘာဦးလို့ပြောခွညာတာပလာလောအဲ့တော့ပြောမေပြောဘွားနော်ပြောဒူဒါပြောနော်စစ်ကောင်စီ မင်္ဂ ပြော လာ ဆိုကြပြောဒီမှာ ပါဘာငယ်မင်္ဂလာပါရှင်ဘယ်သူပေါ့မလဲဘာကန်စားမဲလဲမမ အပြောဘူးစပါ အဲ့တော့ ညီမခဏလေးကိုစောဒီမိုရဲ့ကိန်းနောက်ဆုံးကိန်း10ရောက်6ရောက်ပဲလို့ပါတော့တယ်စီပြေလို့စင်အောင်မို့ဖြိုးထပ်ပိုင်းရဲ့ကိန်းကိုဖွင့်ပေးတော့မယ်နော်သူ့ရဲ့ကိန်းထဲ မ မှာ င်္ဂလာပါမမအောင်မြထည့်ရေးမင်္ဂလာပါရှင် နော် ဒီထက်မင်းကလေးနော် ဟုတ်တယ်မင်္ဂလာ ညီမလေးလာပြီးတဲ့ဟုတ်တယ်မိစုလာပြီး ညီမလေးလာပြီဒီလေးဝယ်ကြည့်ကြမလား 6ရောက်ပါဝင်ပေးကြပါအောင်စီပိုလင်းတော့မယ်နော်ထာဝရ
မြန်လောက်ဒီမှာမအေးရသေးဘူးနော်73ရက်နေရောက်တော့မယ်ဟုတ်19ရက်20ရက်နေရောက်တော့မယ် ဟုတ်တယ် ဘယ်နေရောက်လို့သေးလဲ အခုဆိုရင်ဟိုတင်လေဒီတငယ်ဟိုဝင်ခွဲရအချင်းကြီးနေတဲ့နိုင်ငံခြားကားစည်းဝယ်ပေးတဲ့ကားကြောင်းဖုန်းကြောင်းဆောက်ပြီးခဏဆောက်အဲ့ဒါရေးမကြည့်သေးဘူးမှာရေးကြည့်တော့လေအဲ့ဒါဘာဒီကရေးမကြည့်တော့မှာရေးကြည့်တော့လေကွာ မပေါက်မှာတဲ့โอเคကဲပြီးတော့ရေ6ဒီမှာကိုစောဒီမိုဖိတ်ခေါ်ထားတဲ့နောက်ဆုံး10ရောက်မမိုးရငရုတ်ဒီလဲအလုံး400တိတိ မြန်လောက်နော်10ရောက်ပါဝင်အောင်မကလာပင်ကိုစုံမီဦး ကဲမမိုးရလူတွေဘယ်နှယောက်စီလဲ6ယောက်ဆက်ပါဝင်ပေးကြပါအောင်အလုံး400ပြည့်ဖို့မဲဝယ်ရမှာလားမဟုတ်ငါလေတရားပါမယ် ဆရာတော်ဆရာတော်မှာတော့မှာတော့ မဟုတ်ခုနကတော့ဖြိုးထက်ပိုင်ကိန်းထဲမှာ15ယောက်ပါတဲ့လူကို तू ကမဲဖွင့်ပေးမှာ15ယောက်ပဲခဏလေးနော်ခဏလေးဘယ်သူလဲအောင်မျိုးထက်တရားပါမယ်โอเคနေရ ကျေးဇူးတင်ပါတယ်မမအုံမျိုးထက်ရေကျေးဇူးတင်ပါတယ် လူကတော့အားမရဘူးကွာအခုကတိတ်ကန်တိခက်ကိုပြရောင်းထုတ်တော့တိတ်ကန်နေ မြန်ရောင်ရပါစေကိုကြီးသိကိုင်းနေမြန်ရောင်ကောင်းပါစေ ကန်တိတ်ကန်ပြောင်းထုတ်ရောင်းထလူအခုကားလဲလှုပ်ထားတဲ့ကားထရောင်းရကားရောင်းရထက်မယ်ထလူမှာအကြီးကအသေးပြန်လို့ကားဘာပြူ လာကြကန်စားမဲဖောင်းမလို့နော် ပါမရေးရတယ်ရောက်တယ် မမီဆိုရှမ်းနဲ့တူကြည့်လား ဘယ်သူညီမလေးလားညီမလေးကပ်ပြ အေးရှမ်းမလေးနဲ့တူရတယ် ကျေဝဲကရင်ကပ်ပြပါရှင် ကဲပြီးတော့9ယောက်ပါဝင်ပေးကြပါအောင်စင်မမိုးရငရုတ်ဒီလဲ နောက်ပဲလူပါတော့ကဲလာထား ခဏလေးဒီလူကနဲ့3000နဲ့900ကျော်ဘယ်သူပိတ်ပေးလိုက်ကိုစောဒီမိုကတော့1000မှတည်ထားပြီ1000မှတည်ထားပြီဆိုတော့2000ကျော်ပဲလို့တော့တယ်2000နဲ့900ကျော်ပဲလို့တော့တယ်အဲ့ဒါဒီ2000နဲ့900ကျော်ကပါဝင်တဲ့အလူစင်10ယောက်ထဲမှာပေါ့နော်ကြည့်ပါစီလို့ပဲ ညီမလေးကရှမ်းမလေးနဲ့တူတာပေါ့ထိုင်းမလေးလား ရှမ်းနဲ့တူတယ်လေအခုမျိုးသမီးရှမ်းကရင်သူမိကရှမ်းကရင် တဲ့တူတူ ဦးရတပါတာကြောကွာကရင်နဲ့မြန်မာပဲတာသူကရှမ်းလို့ရကွာကလောင်သူကကွာကလောင်ရှမ်း အဲ့ဒါဆိုရင်ဟိုကလားမိုက်ဆောင်ခါလား ကိုရေးကျေးဇူးတင်ပါတယ်နော်နေရာပါရောက်ပြီနော်ကုထေးနိုင်ရေးကျေးဇူးတင်ပါ ပါဝယ်ပေးကြပါဦးရှင် surprise တိုင်းမလို့တဲ့ ကဲလာကြဟီ မောင်လေးရေ ပါဝယ်ပေးကြပါအောင် ဘယ်နှပါပို့ထားပေးမယ်နော်ဘယ်နှ ဟုတ် ပါ လဲပြန်ချင်းနေပြီ နော် US မှာနေတာမပြောပါဘူးကိုနိုင်ကမကူပြန်နေချင်းနဲ့ EA channel ပြန်နေချင်းနဲ့ကိုနိုင်ကငားရရတာစီတဲ့ဒီကငားရပါရတာမစုစားရတာ စားလို့မကောင်းဘူး အားလုံးမကောင်းဘူးဒီကဟာရအကိုရေခဲရိုက်ဒီပဲသူတို့ချောင်းတဲ့ဟာတွေဒီတိုင်းချောင်းတဲ့ငားတွေဒီတိုင်းပဲရတာနောက်ဒီမှာပေါ်ရတာဂျီရိုဘာလို့ပေါ်လိုက်တာမှာတခါ 9ယောက် 9ယောက်ပါဝယ်ပေးကြပါဦးရှင်9ယောက် ဆက်ထိုးတော့မယ်စင်9ယောက်ပဲဆက်ပါဝင်ပေးကြပါ ကဲဦးတီရကတော့ မခင်လေးရစကောကရင်လား ဘယ်လိုအကွာစကောကင်းနေပိုးကင်းနဲ့တာပိုးကင်းမတူတာ ခင်လေးကိုပြောတာ 9ယောက်ဘသူပြစ်ပိတ်ပေးလဲ9ယောက်ဘသူပိတ်ပေး 9ယောက်ပိတ်ပေးမဲ့သူရှိလားကန်စားမဲဖောက်ပေးတဲ့လူ9ယောက်ပိတ်မလားပိတ်လိုက်တော့ ကဲ ဒီနောက်ဆုံး9ယောက် come on နောက်ဆုံး9ယောက်ပိတ်လိုက်ပါဦးရှင်နောက်ဆုံး9ယောက်လာကြပါအောင်လာကြပါအောင် 9ယောက်ထည့်ပေးမယ် မ တယောက်300ဆိုရင်9ယောက်ဆိုရင်1500ထည့်လိုက်1500ဆိုရင်ပြီပြီ လာကြဟေး လာကြ ပြောမယ်ပြီးတော့ ပါ မယ် ဝင်ကြ9ယောက် အဲ့လိုပြန်ချင်းနေပါပြီမပြောပါဘူးဒီမြန်နိုင်ငံမှာသွားလာတာမလို့လာတာကိုနိုင်ငံကို ကျေးဇူးတင်ပါတယ်ရှင် ကိုစကားနဲ့ကိုပြောရတာအားရတယ်သွားလာတာအားရတယ်ဒီမြန်နိုင်ငံမှာမတာတော့တည်တဲ့တမ်းပဲဒီမြန်နိုင်ငံမလို့ပြောလို့ဒီမိုကရေစီတာပြောမခွဲခြားတာစီတာပဲနည်းနည်းပါတော့ မမို့အိတ်ပြောတော့မယ်လာ9ယောက်လာကြပါ ကဲ9ယောက်ပိတ်ပေးကြပါအောင်စင်မမို့ချစ်တဲ့လူတွေစီလား
မမို့ချစ်လို့စီမ မအမျိုးထဲမွန်ကရင်တဲ့မငေးတဲ့အောင်လားမငေးတဲ့အောင်လား မို့ချစ်တဲ့လူတွေစီမမို့မမြန်နားရအောင်မမို့ပေးနာလိုက်ပါ9ယောက်စာကို1500ပါထည့်ပေးလိုက်မမို့ချစ်တဲ့သူစီလားတွေ့ချင်လိုက်တာမမို့ချစ်တဲ့သူကဘယ်နှယောက်စီလဲငါ့ကိုတရားမှလည်းမရှိကြဘူး9ယောက်စာပိတ်ပေးပါငါ့ကိုတရားမှမရှိကြဘူးဘယ်လိုလုပ်မလဲ ကဲလာကြဟေးလာကြ ပါပေးကြပါဦးရှင်9ယောက် မမို့မချစ်ကြဘူးတရားနဲ့400တော့မမို့တရားမှမတွေ့မမို့တရားမှမရှိဘူးဘယ်လိုလုပ်မလဲကဲ မမို့ချစ်တဲ့သူရှိလားမမို့ချစ်မဲ့ မေစုဘက်ကအရင် နိုင်မယ်နော် မေစုပိတ်ပြီးမမို့ပိတ်မယ်နော်โอเค ကဲအိုပွား နော်အက်စတာ now Esther oh my god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  15ရောက်ပဲ oh no Esther မရဘူး ဟုတ်လား ခဏဒီမှာကြည့်ဒီမှာ ဦးချို ဗာလဲ ဦးချိုဟိုဦးချိုပါတော်ရလား ပေါက်သွားပြီဥချိုပေါက်သွားပြီ ဟုတ်လား နော်ကျိုးထက်ပိုင် မသန်းထွန်းထည့်ပေးတဲ့ဟာမသန်းထွန်းထည့်ပေးတဲ့လူဦးချိုပါရှင် မတန်တုံးရေကြည့်ကြလားမတန်တုံးကြည့်တော့ကမတန်တုံးတော့ပြောလိုက်မယ်နေရလိုက်စာပို့လာခဲ့တော့15ရောက်ပဲဟိုဗလဲဖြိုးထက်ပိုင်ရေခဏလေးဖြိုးထက်ပိုင်ရေမြန်လိုက်တာတော်ကုကန်ကောင်းတယ်နော် အတော့ဆောလာဆောရေ မင်္ဂလာပါနိုင်ကြီးရေမင်္ဂလာပါပါတော့နှစ်ယောက်ပဲနိုင်ရတယ်ဦးစ ဒီနေ့အောင်နဲ့ပါပါတယ်နော်အေးကန်ကောင်းလိုက်တာ ချစ်လို့မွဲကုန်ပြီရောက်တိုင်းပဲမွဲကုန်ပြီချစ်မောချစ်တာများလို့ကြွေးတွေတက်ကုန်ပြီစိတ်ကောင်းတယ်လို့နဲ့စိတ်မကောင်းတယ်လို့ဖြစ်မိတယ် ချင်းများပြီးမွေးကုန်ပြီနဲ့ ခိုင်ဝါနိုင်ကင်းနာမထွက်လာသေးဘူးခိုင်ဝါ ဦးချိုကနမီယာအဲ့ဒီမသန်းထွန်းထည့်ပေးတဲ့လူကအနောက်ဆုံးဖြစ်တယ်လေနော်အက်စတာနဲ့ဦးချိုကိုစောမြင့်ဦးရဲ့နောက်ဆုံးပဲ တယ်နော်အဲ့ဆိုရင်6ယောက်ရပြီ4ယောက်ပဲလူပါတော့တယ်မမို့ပြောမယ်နော်မတန်ထတာလေးပြီးတော့ငရုတ်ဒီအလုံး200မတီပေးတာနော်ဒီလားအလုံး200တော့မှသူဟိုတနေ့တော့လာပြီးတော့ထည့်ပေးတာသူရဲ့ကောင်းလူစင်ကြီးတွေသူရဲ့မိသားစုနာမည်တွေပဲထင်တယ်အဲကြောင့်ကောင်းပါတယ်ဝမ်းသာပါတယ်ပေါလို့ဟိုင်းနော်ငါတမ နိုင်တော့မနိုင်ရသေးဘူးပေါက်ကုန်ပြီ ချိုခဏလေး ကုကန်ကောင်းချက် ချိုတာဦးစမ်းမောင်ဘယ်နှစ်ယောက်လဲ ဦးချို ဦးစမ်းမောင်ဦးမောင်စမ်းလား အဲ့ဒါနော်အက်စတာထည့်ပေးတဲ့အဲ့ဒီဟိုမသန်းထွန်းထည့်ပေးတဲ့လူတွေပဲ မတန်ထုံပို့ပေးတာတော့3ယောက်စာတော့နော်အက်စတာတရား ဦးချိုလေဦးချိုကဘယ်သူလဲ ဦးချိုနာမည်မှာသူထည့်ပေးလိုက်တယ်အဲ့လိုမျိုး ဦးချိုနာမီကနာအေကရေးလာတာလေနာအေကဦးချိုဘယ်သူလဲ ဟေးဦးချိုကဘသူမိသားစုလဲပြချလို့နိုင်ကရင်ဦး ဦး ချို ချိုကနာအေက reply ပြန်တာလေနာအေကဘယ်သူတော့ဦးချိုက အဲ့ဆိုရင်မတန်ထုံရဲ့လူကနော်မကျင်တော့ဘူးနောက်တစ်ခေါက်ထားနိုင်ရတယ်ဟုတ်တာကြောရေတခုပဲစီးတယ်ဘယ်လိုလုပ်မလဲခဏလေးနော်ဝင်းတော့ရေတန်တော့ရဲ့မိသားစုကဦးချိုဆိုတာတန်တော့ရဲ့လူလား နာအေက reply ပြန်တဲ့လူလေနာအေကဘယ်သူတော့ဦးချိုက ဦးချိုကတော့နော်မဟုတ်ဘူးအဲ့ဆိုရင်နိုင်ကရင်ဘယ်သူလဲမသိနိုင်ကရင်ကထည့်ပေးတယ်အဲ့ဆိုရင်တန်တော့ ချိုကခိုင်ဝမ်လေလေမသိဘူးလေဦးချိုခိုင်ဝါမသိဘူးဦးချိုပဲရေးတာအဲ့ဆိုရင်နိုင်ကရင်ဦးချိုခိုင်ဝါရဲ့နေရာလေးစာကိုပို့လာပေး ခိုင်ဝါ အဲ့ဆိုမပေါက်ဘူးနော်ရေဦးချိုကပေါက်တာနော်ရေဦးချိုကတော့မိုးလို့လည်းတခါမှမသိဘူးနိုင်ကရင်လာပြီးတော့ထည့်ပေးလို့သူ့နာမည်ကစန်းလို့ ဆိုရင်နာအေကပေါက်တာဦးချိုကဘယ်သူတော့ စားတာတဲ့ဂျာဒါကြောင့်ဆောလာဆောဘာဖြစ်ဘူး15ရောက်ပဲဆိုတော့လေကင်လိုက်လို့ရှိရင်ထိသွားတာပဲလေပြီးတော့အိုးတိတ်မပျော်ဘူးနော်
နှစ်ခါပဲနှိပ်လိုက်တာကုန်သွားပြီ မရဘူးနောက်တစ်ခါပြန်ဖောက်မယ် နောက်တစ်ခါပြန်နောက်တစ်ခါ အဲ့ ပြ ဒီ န်ပေါ ဥ က် ချို လား ကဘယ်သူတော့အဲ့ဒီဥချို နောက်တစ်ခါပြန်ပေါက်နောက်တစ်ခါပြန်ပေါက်ဟောင်းမဟုတ်ဘူးလေမဟုတ်ဘူးလေ နော်အေး မဟုတ်ဘူးလေ तू ပေါက်ပြီဆိုတော့ကိုဘယ်လိုမျိုးပြန်ဖောက်ရမလဲမမိုးကမလိမ်ဘူးလေမမိုးက तू ခိုင် မမိုးပေးပေါက် ခွန်ခိုင်ဝါ မမိုးနေ ခွန်ခိုင်ဝါကဘယ်သူတော့မမနိုင်ကြီးထက်ပေးတဲ့လူလား နိုင် သူ တက် တာ ပဲ တာရတဲ့လေချက်ဖန်စာတိုင်းဖန်စာ နောက်တစ်ချက်ခဏလေးအေးသူကဘာလို့လဲငါလည်းမသိတော့ခဏလေးနောက်တစ်ချက်ပြန်တော့မင်းစုနောက်တစ်ချက်ပြန်တော့ခဏလေးမပြောဘူးကွာဒီပဲကဲရပေါက်နေရတယ်အေးတော့ ကုသကတော့ထူး နာ နေ ဆောက်ခွန်တိကိုစက်အာငါလည်း ဟိုကဘယ်သူတော့နိုင်ကြီး ဒီတော့သူကထိုင်းလူမျိုးလားထိုင်းလူမျိုးဆိုရင်သူဘယ်လိုမျိုးကြိုက်မလဲဒီပြည်စံဒီနေ3 4 5 6 နောက်ဆုံးတစ်ခုကကိုစိုးမြင့်ဦးလေ 30 အဲ့ဒီဥချိုလို့ရေးတဲ့လူကနိုင်ကြီးကမတွေ့ဘူးအဲ့ဒီလူနိုင်ကြီးက reply ပြန်တာ အော်မတွေ့ဘူးလားဦးချိုက နိုင်ကြီးကရေးတာလေအဲ့ဒီဥချိုမတွေ့ဘူးဥချိုကဘယ်သူတော့ အော်အဲ့ဆိုရင်နောက်ထပ်လူတရားနာမယ်ထည့်ပေးရမှာပေါ့အဲ့ဆိုရင်ငွေ100စိုက်ပေးရမှာပေါ့အဲ့ဆိုရင်လူမကြည့်ဘူးကဲနောက်တယောက်ဆိုရင်ဘယ်သူပါမလဲဘယ်သူနာမယ်ရေးရမယ်နောက်တယောက်ဆိုရင်ဦးချိုမပါဘူးဆိုရင်14ယောက်ပဲပါမှာပေါ့အဲနိုင်ကရင်ကစာမရေးတာဒီဦးနောက်လည်းတောင်းမယ် မမဂိတ်ထဲမှာ15ရောက်ပါပြီ15ရောက်ပြေးပြီလားပြန်ကြည့်လိုက်လေမမဆိုင်ရဟဲ့ အေးဦးချိုနဲ့တယောက်ဆိုရင်15ယောက် ဥချိုကနိုင်ကြီးထက်ပေးတာလား ခဏလေးနိုင် ခွက်ကြီးလေလို့ခွက်သေးသေးလေးသွားယူရမယ် ခဏလေးဦးချိုတကယ်စီလို့စင်ဦးချိုတကယ်ပေးလိုက်ဒါမဲ့နိုင်ကရင်ဘာမှပြန်မပြန်သေးဘူးနိုင်ကရင်ရေးကျေစုကြည့်ရဲ့ message ကိုဖတ်ပေးပါ အော်ဒီမှာမမဟိုတရားထဲတဲ့အမไข่วางคุณไข่วางไทยสารနဲ့ไทยสารနဲ့မမคุณไข่วาง အော်မခိုင်ဝါ เออ မဟုတ်ဘူးလေညီမလေးအဲ့ဆိုရင်လူမပြည့်ဘူးလူ14ယောက်ပဲပေါ့အဲ့ဆိုရင်မခိုင်ဝါတက်သူ့နာမည်စီးပြီနိုင်ကရင်ကဥချိုလို့လောက်လိုက်တဲ့အချိန်မှာလို့လောက်လိုက်တဲ့အချိန်မှာနောက်ဖြစ်သွားတယ် အဲ့ဒါဆိုဥချိုဖယ်လိုက်မယ် နောက်မဟုတ်မမိုးတို့ကနောက်ထပ်လူတယောက်ထည့်ရမယ်အဲ့ဒါကမိုးတို့ကပြန်လောက်ရမယ်အဲ့ဒါခိုင်ဝါကသူ့နာမည်ပါပြီလေဒီမှာမခိုင်ဝါလေဥချိုကကိုကစစ်တင်ပဲကဥချိုလဲပေါ့နော်ညီမလေးနိုင်ကရင်နောက်တစ်ခါဆိုရင်တေချာလောက်အောင်နော်အမကိုတေချာပြောနော်သူ့နာမည်မပြောင်းနဲ့ညီမနော်အမမိုးကလေအကောင့်နာမည်ဝယ်မမိုးရေးထားရတယ်အဲ့လေကခိုင်ဝါကနေဥချိုလို့ပြန်လို့လို့စင်နေရောက်သွားပြီ ကျဥချိုနားလည်ပြီဥချိုဆိုတာကျဥချိုပြောတာ တူချာ လို့ပြောင်းလို့မရဘူးဥချိုလို့ပြောင်းလို့စင်နေရောက်ပြီးသွားမယ်လေအဲ့ဆိုရင်14ရောက်ပဲရတယ်ဇက်နောက်မမိုးတို့နောက်ထပ်တယောက်ထဲရမယ်ဘယ်သူပါမလဲဖြိုးထက်ပိုင်လူနာမည်အတင်းနောက်တယောက်ခဏလေးဖြိုးထက်ပိုင်ရဲ့ကိန်းထဲမှာတယောက်လို့တယ်ကွာဥချိုနဲ့နောက်ခိုင်ဝါကတယောက်တည်းပဲနော်ဒါမဲ့သူ့ရဲ့နာမည်နှစ်ခါပါလို့ပါအဲ့လိုမျိုးနာမည်တလုံးကတော့ခိုင်နာမည်ဒီမှာနာမည်ဖြစ်တယ် นักข่าวป่านไข่วาง ဆိုရင်ဖြိုးထက်ပိုင်ရဲ့ကိန်းထဲမှာဘယ်သူပါမလဲနေရာထက်မလားတော့ထက်မလားဒါကိန်းထဲမှာပါမယ်နော်ထဲလို့ရှိရင်နော်ဘယ်သူပါမလဲမီစုပါမလား no money honey ပါမလဲကိုစောဒီမိုပါမလား ပါလား ကိုကဒီမိုပါပြီးပြီလေ အားလို့တက်ဆောင်ရမယ်နော်ဒီဖြိုးထက်ပိုင်ရဲ့ကိန်းဟောကနာတော့ကလူတယောက်တည်းနဲ့နာမည်နှစ်ခါထည့်လိုက် ဘယ်သူပါမလဲ ဘယ်သူပါမလဲညနေနဲ့ရေးလာခဲ့ ကဲ တာကြီးမဟောတရာရေးကိုမဟောတရာရေးခဏလေးဒီလိုနော်ခဏလေးအော်ဒီမှာအကိုရှူရှီအောင်နဲ့အကိုပါမယ်ခေါ်ရပြီတို့ပြန်ဖောက်ရမယ်မဟောတရာမမို့ပြောပြမယ် သူရှိရ နော် တဲ့ကိုကဘယ်သူနာမည်ထဲမလဲသူနာမည်ပါပြီ ရှူရှီရတဲ့ မလေးပေးမလားကျတော့ တက်ပါမယ်လေသူနာမည်နဲ့ပါနေရပါမယ်နဲ့ပဲရှူရှီအောင်နဲ့အကိုလောတစ်ချက်ကျတော့ရေးညီမလေး
ဒီလိုအော်နောက်ကနေရတဲ့ခဏလေးဆူရှီအောင်တဲ့အကိုပါသွားပြီးခဏလေးဘာမှဖြစ်ဘူးဟုတ်တယ်နော်သိတယ်ဘူးဒါပေမဲ့နော်သူ့နာမည်ကအဲ့လိုမျိုးဆိုရင်တော့တို့ကအဲ့လိုမျိုးပဲရေးရမယ်ညီမလေးနော်ပါမလိုမျိုးပြောင်းလို့မရဘူးနော်ပြောင်းလို့စင်တဲ့ခါဖြစ်သွားမယ်နော် ဆက်နေ ဒီလိုပါမောဟတရာဒီလို ဘသူထဲရမလဲဆူရှီရောက်တဲ့အကိုလား လိုက်တယ်မောဟတရာပြောတယ်ပေါက်တဲ့သူကိုပေးလိုက်မှပြန်ပြီးတော့ဖွင့်လို့မရဘူးတော့မဟုတ်ဘူးဒီလိုပါနော်ခွန်ခိုင်ဝါကသူ့နာမည်ပါပြီးသူ့နာမည်ပါတော့နေရင်းနဲ့နတ်အိတ်ကရင်ကသူ့နာမည်ကိုမြန်မာလူမျိုးပြောင်းလိုက်တယ်ကွာမြန်မာလူမျိုးဥချိုလို့ရေးလိုက်တဲ့အချိန်မှာမို့စိတ်တင်လူအသေးနားလဲလားလူအသေးဆိုတော့မှမို့လဲစီရင်အသေးထဲလိုက်တာပေါ့တရားဥချိုဒါပေမဲ့ပေါက်တဲ့အချိန်မှာဥချိုကဘာတူလဲဘယ်သူမှမသိဘူးအော်ခိုင်ဝါဆိုတာဒီမှာစီဗီလေခိုင်ဝါနာမည်တက်စီဗီလေအဲ့လိုမျိုးအမှန်တကယ်ဆိုရင်ခိုင်ဝါနဲ့ဥချိုကတယောက်တည်းပဲဆိုတော့လူက14ယောက်ပဲ15ယောက်မပြည့်ဘူးအဲဒါအမတို့ကပြန်တော့အသေးပြန်တော့လောက်ရမယ်နော်โอเคကဲဆူရှီအောင်နဲ့အကိုထည့်လိုက်ညီမလေးနော်ထည့်လိုက်ဆူရှီအောင်နဲ့အကိုဒီညမမိုးဆူရှီအောင်နဲ့အကိုဒီညဘယ်လောက်လဲဒေါ်လာဘယ်လောက်ပေါင်လဲကဲဒီကြောက်ကြည့်ရင်ဘယ်သူပါမလဲဘယ်သူပေါ့မလဲ30ရပြီလား ဟောဒီလာဒေါ်လာ30ပါဝင်ပြီ ရပြီလားဒီထက်မှထည့်ပေးမယ်ဒီခွဲကကြီးနေတော့ โอเคအမ yes အဲ့လေရပြီလားမိုင်းအောင်ပြန်တဲ့အကူအဖြစ်အမပြည့်တဲ့ဆိုရင်ဒီမှာဆိုလီမိုရဲ့ကိန်းထဲမှာ4ယောက်လူသေးတယ်ကိုကြီးအမကြီးကိုဆိုလီမိုရဲ့ကိန်းတော့ထား10ယောက်ထဲမှာ4ယောက်တမ်းပြပေါ်ပါငွေ3000ဘယ်သူပါဦးမလဲ အဲ့လိုမျိုးကဲရပြီလားမြေစုရပြီလားနည်းနည်းလေးနဲ့ အိုးပြက်ကြကို အမြဲ သူရှိရောက်တဲ့အကို မပါဘူး မအောင်မျိုးထက် အောင်ထက် မပါဘူး ရမှာ အောင်မျိုးထက်ယောက်ျားလေးချင်းမအောင်မျိုးထက်လား ဘာလေးနာမည်စားလေးနာမည်ကိုစောလာစော ကိုစားစောရကားမိုက်ဆိုင်လာကိုစားစောကံမရှိဘူးနော်မဲနဲ့ဆိုကံမရှိဘူး မနာမျိုးစီရီကျော် နာမျိုး ကဲနာမျိုးတီရီကျော်ကြည့်အောင် မပါဘူးမေစုတေစာလောက်တဲ့ပြောတဲ့ဗန်ပြောတယ် ခုနလမ်းပေါ်တက်သူမတက်ရဲဘူးတဲ့စကားမပြောတတ်ဘူးလို့ဘာဖြစ်လဲစကားပြောတော့ပြောမတတ်ဘူးမတတ်ဘူး မောင် အိုးဦးစမ်းမပေါက်ပြီးဘူးနော် ဦးစမောင်ကမတန်းထုံးထက်ပေးတဲ့သူ တန်မတန်ထုံပေါက်တယ်ဟုတ်တယ်ပြောလိုက်မယ်အဲဆိုရင် ကပါတယ်ဟဲ့ကပါ ကဲလည်းတောင်းကြတယ်နော်မင်းဘယ်တော့မှမနဲ့ဒီပေါ့သွားပြီနော် 15ရောက်ပဲ နောက်တစ်ခါမဲနိုင်ရင်ညီမလေးပဲလာနိုင်ရတော့မယ်ထင်တယ်ပေါက်မြရတယ် ပေါ့မြင်တယ်ဟိုတစ်ခါမှမူနဲ့ဘလောက်ကြည့်အဲ့ပဲအဲ့ပြောရတယ်မင်းမပေါ့ဘလာအဲ့ပဲအဲ့ပြောရ အယောက်100ကောင်းခါနေဦးတမ်းမပေါက်တယ်နာမျိုးတိကျမပါဘူး
ကန်ကိန်းကိုမကိုက်ဘူးဟုတ်တယ်နော်ရေနေရလိမ့်စာဖုန်းနံပါတ်ပို့လာပေးပါဦးစမ်းမောင်ပေါက်ပြီးနော်ဦးစမ်းမောင်ပေါက်ပြီးနော်ကဲ ပေါက်စီလိုက်တာတဲ့သန်းငယ် ပြိုထက်ပိုင်ပြော ပေါက်လိုက်တော့သန်းငယ် ပြိုထက်ပိုင်ဒီ surprise ပြောလို့ရလား ဘာကြီးလဲနိုင်ကြီးလား ခဏလေးပြိုထက်ပိုင်အမပြောလို့ရတယ်ဟော surprise อ่ะသူတို့စီမှာရောက်မှသူတို့ surprise မလားဒီမှာပြောရမလားပြီလို့လဲ ဟုတ်တယ်လေပစ္စည်းကဘာပစ္စည်းမှမဖြစ်ဝင်နဲ့မဲနိုင်တဲ့လူတွေကလည်းကြောက်တာ က surprise နဲ့လေသူရင်ခေါအောင်လောက်တာလေရင်ခုံအောင်ရင်ခုံ ကိုစောဒီမိုနာမီတော့မထွက်လာရသေးဘူး ရေဆိုမနားထောင်ကြည့်စောဒီနိုးပါလာမလားနာမည် မဟုတ် ခို တာ င်ပါလဲမပါ တာနာမည်လည်းမပေါ်လာသေးဘူးသူတို့နားအိတ်ကင်းနာမည်လည်းပေါ်လာသေးဘူးသိရင်15ရောက်စာ15ရောက်စာထပ်ပါတယ်တဲ့15ရောက်စာထပ်ပါတယ်တဲ့နားအိတ်ကင်းကအမှန်တကယ်ဆိုရင်လေအမှန်တကယ်ဆိုရင်ကျိုးထက်ပိုင်ကအယောက်30ဖိတ်ခေါ်ချင်တာဒါမဲ့လူမပြစ်မှသူကြောက်တယ်ရောက်30ဆိုကန်လို့ကောင်းပြောတာပေါ့နော်ကန်လို့ပြောတာပေါ့15ရောက်ခဏလေးပဲနောက်တစ်ခါဆိုရင်ရောက်30လောက်နောက်တစ်ခါဆိုရင်ရောက်30လောက်ပါ ကန်စား 15ရောက် မပါလို့ စိတ်ရင်မခေါင်ဘူး ကန်စားမပါလို့ရှူစေးရှူရတော့ ချဲတွေထိုးကြတယ်ချဲပေါက်ကြလား ခဲမထူး ခါလေကိုစောဒီမိုရဲ့ကဲကိုလည်းမမေ့နဲ့အောင်4ရောက်လို့သေးတယ်စင်ဘယ်သူပိုက်ပေးမလဲ ကိုစောဒီမိုရဲ့ဂိမ်းပိတ်ပေးပါအောင်7နှစ်ကျော်သွားပြီ အိပ်ပျော် ဒီ သွား မှာ4နိုင်ထိုးပြီလား နောက်ကြပြီ ဒီမှာက7နိုင်5မိနစ် စောဒီမိုရဲ့ဘယ်လိုလုပ်မလဲ4ရောက်လို့သေးတယ် 4ရောက်ပါဝင်ပေးပါအောင်ရှင် ခဏလေးမပတ်စံနဲ့တွက်ပေးမယ်နော်မမို့လို့အဲ့ဒါတော့3000ကျော်ပေါ့နော်ခဏနော်3000နဲ့900ကျော်ဆိုရင်ကိုစောဒီမို1000မှတည်ပေးမယ်ဆိုရင်ဘယ်လောက်လို့မလဲခဏလေးအခုရလာတဲ့ငွေနဲ့ပေါင်းလိုက်မယ်အဲစောင်းကျန်တာကိုဝိုင်းတော့ထည့်ပေးစ3000နဲ့နော်โอเคနော်ခဏလေး3990ကိုစောဒီမိုက3990အနောက်အဲ့ဆိုရင်2900တက်မှာလာထည့်တဲ့အလူစင်တော့ခဏနော်ကိုစောလာစော300နဲ့အိတ်ကရင်300နောက်ဝါနိ200နော်အဲ့ဆိုရင်600 400ပြီးတော့တသားငယ်ကတော့200ဆိုရင်1000နော်ပြီးတော့အောင်မျိုးထက်200စမ်းဦး180ဆိုရင်ဟဲ့နော်မို့ပေါင်းလိုက်မယ်နော်1300နဲ့85 1385နော်1385နော်1415ပါပဲကိုစောဒီမိုပိတ်ပေးလိုက်မလား ရတယ်လေ โอเคနော်အားကြည့်ပြီးမိနစ်3လိုက် ကျေးဇူးတင်ပါတယ် ဒီမှာလည်း အလောက်ကလေးဒီတက်မကဆစ်ပေးပါစေ ဒီလေဆိုတာအခုနည်းနည်းတော့ပြန်စင်းနေတာပဲ ဒီကိုင်းနေများများရောင်းရပါစေ ပါစတဲ့ကိုင်း ခဏလေးကိုစောဒီမိုခုနကတော့81နောက်ပြီးတော့1000နောက်ပြီးတော့1000အခါလေးနောက်ပြီးတော့1000ကတော့မပေါင်းရသေးဘူးနော်ဒီကဲထဲမှာ1000တော့မပေါင်းရသေးဘူးနော် မပေါင်း ပေါင်းဖက်ရအောင်မယ်ဆိုရင် ပိတ်ပေးရမယ်1400နဲ့400 15ဆိုရင်2400 15ညီမလေးတွဲပြလိုက်မယ်နော်2400 15 2400 15 ကိုစဒီမ 30 ဒီကိုင်းနေများများရောင်းထွက်ပါစေ ဒါနဲ့80ပေါင်းမယ်85အပေါင်း81 146ဒေါ်လာကိုစောဒီမို အေးရတယ် ကိုစောဒီမိုရေးဒီဒေါ်လာပဲနေရာပါပြီလေ မသိတော့ချနေမှာထဲ့နေမှာ 40အများကြီးပါပါပြီအားနာတယ်ကိုစောဒီမိုရေးကျေးဇူးရတင်ပါတယ်နော်အား တင်ပါတယ်ကိုစဒီမရေ ဘယ်လောက်လဲ100နဲ့ဘယ်လောက်လဲ 146ကို 146 146 150 ထဲလိုက် 150ထည့်လိုက်မလား ဟုတ်ကဲ့ 150ထဲလိုက်ကျေးဇူးအထူးတင်ပါတယ်ဒီကိုင်းနေလည်းများများရောင်းရပါစေ 930တော့မရောက်ပါဘူးမနေ့ကမှဆက်ကြိုးစား โอเคဒါဆိုဘိုင်ဘိုင်ကနားကြမယ်အခုထည့်ပြလိုက်မယ်နော် ပါတယ်အားလုံး ဆက်လိုက်ပါကျေးဇူးတင်ပါတယ် ကဲဘိုင်ကျေးဇူးတင်ပါတယ် ကိုစောဒီမိုကိုတိုက်ပြီးမနှိမ့်ဆက်ပါလဲခဏလေး ဘယ်လိုပိတ်မတတ်လား ဒီပါဒီတိုက်ပြီးမနှိမ့်ဆက်ပါနဲ့တဲ့သူတောက်ဆောက်ပါလာတာတဲ့
ထိုင်းနိုင်ငံပါလေထိုင်းနိုင်ငံတိကိုင်ရောမဝယ်ဘူးလားစင်းတဲ့โอเคကျေးဇူးပါတယ်ကိုတို့မတို့ရေ